အိမ်ရှင်အိမ်ငှားတတိထားတဲ့ဒီနေ့ညဟောမယ့်တရားကောင်းစဉ်ကဘာတဲ့လဲအိမ်ရှင်အိမ်ငှားတတိထားလို့အမည်ပေးထားတဲ့ကောကာလိကဝတ္ထုသုတ်တံဓမ္မဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သံပင်ညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးစွာလှုပ်ရှိမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဒာနိလောကင်ညုစန္ဒီမာဓမ္မတိရကုပဗတေတိဣမေဇန္တုဓမ္မရံတိဓာတုစုဒါနိဣရာနိဖယားတိဟူသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံစုံတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလှယောင်ထွေထွေလှယောင်တို့ထက်ကရေကရမကအဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဒီဟုသောအကြောင်းဝါလည်းရှိတော်မူပါပေထသောလောကီညုလူအကြောင်းတွေနအကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထင်မြရှင်ဗတ္တမြလက်တင်ထားတဲ့ကဲ့သို့ပိုင်ချဝေဘံသဗ္ဗညုတာရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလုံးခဏမပေါ်လာလည်းရင်တမြော်ကမန္တိလင့်ရသည့်စံဝေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပေခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြည်ကြည်နဲ့ဖိုဥရိတောင်ထိပ်စီမာမြရောင်ကြီးတဖိတ်ဖိတ်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးကျွန်းကိုလဲရ၍လေးရကိုမြန်တော်မူတိတကူမြန်နှန်းနှင့်လာစံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖယားတွန်တွင်းဘူးအပြင်ဘူးအစင်ဘူးကအပူကတ်ကြသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေခြုံငိမ့်အောင်ယုတ်သိမ့်အေးများစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှေ့ရှေ့သောပါရမီတဘာအညီတာဆော၍အမြတ်သဘောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေတံတုရှေ့ဘဝဇယာဤတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမန္တမြတ်တို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြည်ပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌံမချောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြည်ကြည်တလီလီပပဝင်း၍ထွန်လင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြည်ညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယား
ဆိုလိုက်ပါဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေသို့လင်းပါစေဟင်္ဒရမြို့မှာသာသနာရောက်ဝါနေသို့လင်းပါစေတို့သာသနာတိုးတက်ရာတို့မှာတာဝန်ရှိပါစေသာသနာအတွက်တို့ဆောင်ရွယ်ထက်မြက်ညီညာရှိပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေမရှိဆိုညာထိုစကားမကြားရသည်ဖြစ်ပါစေအလှူရေဆက်နေ့တိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းရွှင်ငါလန်းမနွမ်းထာဝရရှိပါစေအလုတ်ကိုစီဘေးမသိကြံစီထမြောက်ကြပါစေတဗ္ဗိတိယောဝုဝဇန္တုသောကောရောဂောဝိနာတတုမာတေဘဝန္တန္တရာယဒုက္ခိတိကာယုကောဘဝတဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟူသည်များအပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွှဲပြောင်းပြကြပါစေကုန်သောကောစသောကတရားသည်၎င်းရောဂောစကအနာယောဂသည်၎င်းဝိနာတတုပျောက်ပြက်ပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဘဝန္တုမကြမရောက်ကြပါစေကုန်လင်ဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကြမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယုကာသက်ရတန်းကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိသမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ညမေဇိမကျဲစဉ်ဓမ္မသဘင်ကိုဘုန်းကြီးတို့အခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရေရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ညဟောမဲ့တရားကြေညာထားပြီးသားပါပရိသတ်တေအိမ်ရှင်အိမ်ငါတတိထားတဲ့ဗာတရားတရင်ကျွတ်တုံးကဘုန်းကြီးရန်ကုန်ကိုကိစ္စတစ်ခုရှိတာနဲ့လာရင်းနဲ့ရန်ကုန်ကဒကမကြီးတွေလည်းမတွေ့တာကြာပြီဆိုပြီးတော့အိမ်ခဏဝင်တော့ဒကမကြီးနဲ့ဒကာကြီးကမရှိဘူးကလေးတွေပဲတွေ့တယ်ဟဲ့နင်တို့အမေနဲ့အဖေနဲ့ဘယ်သွားကြလို့လို့ဆိုတော့ယုံသွားတယ်တဲ့ဘယ်ယုံလို့ဆိုတရားယုံတဲ့ဟဲ့ဘယ်လိုဖြစ်ကြလို့ဆိုတော့ဘုံဘုံရဲ့တဲ့ဟိုတာကေတမှာအိမ်ငါးကဒီတိုင်းဆင်းမပေးနိုင်ဘူးတဲ့ရော်ချေးပေးရမယ်တဲ့ဘာပေးရမယ်တဲ့လေအဲ့ဒါနဲ့ဘုန်းကြီးကဩဖြစ်မှဖြစ်ရလေကိုပိုင်တဲ့အိမ်များဒီလစာလေးဘာမဟုတ်တာကိုမက်ပြီးတော့အိမ်ငါတင်ပြီးတော့
စိတ်ထားကောင်းတဲ့အိမ်ငါးနဲ့ဆိုကိစ္စမရှိဘူးစိတ်ထားမကောင်းတဲ့အိမ်ငါးနဲ့ဆိုအဲ့ဒါဆင်းပေးဆိုလည်းမဆင်းပေးဘူးကိုယ့်ရောကာယတွေလို့နောက်ပြီးတော့ဘုန်းကြီးတို့ပြည်သားစဉ်းစားကြည့်သမ်းမှာအိမ်ငါးဆိုတာဒီအိမ်ကသူပိုင်တာလားငါးနေတာလားငါးနေတဲ့ပစ္စည်းကိုစိတ်ထားမကောင်းတဲ့အိမ်ငါးများဟာဘယ်တော့မှမယိုသေးဘူးပါကေးတွေခင်းလာတော့ပွက်လက်တဲ့အယောင်တွေတောက်နေတာတိုက်ခန်းလေးအဲ့ဒါစပွဲတွေဆောက်ဆွဲကလထိုင်တွေဆောက်ဆွဲအစင်းရာတွေထင်းပွက်လက်တွေမိန်ကြမ်းလည်းမတိုက်ဘူးဟာမီးဘူကြောင့်ရေချိုးကန်သွားကြည့်တော့လဲဖုံဖုံရဲ့တဲ့ညစ်ပတ်နေတာတခါလေမီးခလုတ်တွေလည်းပြက်ပန်ငါတွေလည်းဖွင့်မရဖြက်စီးမှဘောပရိသတ်ရဲ့သူပိုင်အိမ်မမဟုတ်ဘဲနဲ့အငှားကိုစိတ်ကြိုက်နေစိတ်ကြိုက်ဖြက်စီးပြီးတော့အခုဘာဖြစ်လဲဆင်းဆိုတော့မဆင်းဘူးတဲ့ဘာလို့ရှင်လဲကြိုက်တဲ့ယုံသွားတိုင်းနဲ့မဆင်းပြီးတော့ဘာလို့ရှင်လဲဘာလဲညာလဲနဲ့အဲ့ဒါနောက်ဆုံးခတ်တုတ်တုတ်ဆင်းသွားတာနားအေးတယ်အစောက4 5 6လကအိမ်လားကယူကိုမယူတော့တာအဲ့ဒါယုံသွားပြောတော့ယုံကလူတွေကနှင်ချခြင်းအိမ်လားကမယူတော့နဲ့ဆိုတော့အဲ့ဒါအိမ်လားက6လသာလည်းမယူဘူးဖေရတဲ့အဲ့ဒါနောက်ဆုံးတော့သူတို့တောင်းတဲ့ငွေနဲ့ရှိတာလေးရောင်းချပြီးတော့အဲ့ဒါနှင်လိုက်ရတဲ့ပုံစံကိုယ်အိမ်လည်းပြည့်စည်သေးတယ်မေတ္တာကဘယင်းတိုင်းလာခကိုသွားမေတ္တာဘာကိုသွားမေတ္တာဒီလာခလေးရနေတော့ဟဲ့ဆိုပြီးတော့အဲ့ဒီလာခကိုသွားမဲ့ပြီးတော့ကိုပိုင်တဲ့အိမ်ပေါ်မှာအိမ်ငါတင်မိတဲ့ပုဂ္ဂိုလ်တွေကဘယသတ္တေစိတ်ညစ်ရတဲ့ဘာဖြစ်ရလဲအေးအဲ့ဒီဥပမာလိုပဲအဲ့ဒီဥပမာကိုဘုန်းကြီးတို့ဘိသပေါင်းတော်ကောင်းတို့သဘောပေါက်သွားပြီဆိုရင်ယထာပဋိစ္စကထာတိအာဂါရန္တိပဝုဇ္ဇတိဧဝံပဋိစ္စအထယဒိတရိရန္တိပဝုဇ္ဇတိဘေခဝေယဟံတော်မြတ်ဥချေသားတို့ကထာတိတုံးတိုင်သေဝကျိန်တွေအားဖြင့်မြာပြစုဘုံအဆောက်အအုံကိုပဋိစ္စစုပေါင်းဆွဲမိတွဲကချီသဖြင့်အာဂရန္တိအိမ်ကြောင့်မန္တဇယတိုက်တာနေယဌာနအာဝတဟု၍ဘဝဇတိယထာခောဝပညာသမုတ်အတ္တကဲ့သို့ဧဝံပမထာယုတိအတုသာလယံအထယဒိအယုအဆက်အကျော်ရှက်၍ဖွဲ့ကျက်အသာဖုံးအုပ်ထားတဲ့အရေးများကိုပဋိစ္စစုပေါင်းဆွဲမိတွဲကတည်သဖြင့်တရိရန္တိသူကိုငါကိုခန္ဓာကိုယ်ကြီးရဲ့ဟူ၍ပဝုဇ္ဇတိခောဝပညာသမုတ်အပပေတိလောဘဂဝါဘုံတော်၆စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါဇာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဒီဒေသနာတော်မှာမြတ်စွာဘုရားကဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးသည်အိမ်နဲ့တူတယ်တဲ့ခန္ဓာကိုယ်ဘာနဲ့တူဒါကြောင့်ခန္ဓာအိမ်နဲ့ဘာအိမ်နဲ့လဲဩအိမ်တစ်လုံးဆောက်တဲ့အခါပြိဿကြီးရှေ့ဦးစွာတိုင်ထူရတယ်ဘာလို့ရလဲအိမ်ဆောက်တာမြင်ဘူးတယ်မို့လားအမိုးအရင်မိုးလားတိုင်ရင်ထူရလားတိုင်ထူတော့ဘယ်တိုင်ကိုအရင်ဦးဆုံးထူလဲငပြောသီးလေးအုံသီးလေးချိတ်ထားတာလေတပြေပန်းလေးနဲ့လေအဲ့ဒါဘာတိုင်လဲဥယျင်တိုင်နဲ့ဘယ်လိုခေါ်လဲအခေါ်မှားနေတာပဲတဲ့ဥယျင်တိုင်မဟုတ်ဘူးဥယူတိုင်ဘာလဲအဦးဆုံးယူပြီးတော့ထောင်ရတဲ့တိုင်မို့လို့အဲ့ဒီတောင်ကိုဘာတိုင်လို့ခေါ်လဲ
ဗမာစကားကအတိပ္ပယ်ရှိလားမရှိဘူးလားရှိတယ်ဥယူတိုင်းဘာတိုင်းလဲအဲ့ဒါကာလရွေးလျောပြီးတော့ဒီနေ့ခေတ်တော့ဘယ်နဲ့ခေါ်ကြလဲဥယင်တိုင်းဥယင်တိုင်းနဲ့ဥယင်တိုင်းမဟုတ်ဘူးမှတ်ထားအဲ့ဒါဥယူတိုင်းဘာတိုင်းလဲဥဆုံးယူပြီးတော့ထောင်တဲ့တိုင်ကိုဘာတိုင်လို့ခေါ်လဲဗမာစကားတွေကအတိပ္ပယ်ရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါနဲ့စက်မိလို့နည်းနည်းလေးပြောအောင်မယ်ပြည်သားကြီးဗမာစကားတချို့ပြောတာပြောတယ်နားမလည်တဲ့လူတွေအများကြီးရှိတယ်ဗမာစကားတော့ဗမာစကားပဲဒါပေမဲ့ဘာလို့ခေါ်တယ်ဆိုတာသူတို့နားမလည်ဘူးအဲ့ဒါလေးနည်းနည်းပြောအောင်မယ်တရားနဲ့တော့မပတ်သက်ပါဘူးဘဟုသုတပြောမလို့ဟုတ်လားဥပမာလေးတစ်ခုပေးလိုက်မယ်ဘုန်းကြီးကိုပဲဘုန်းကြီးဥပမာပေးပါရစေတော့ဘုန်းကြီးမှာသားလေးတစ်ယောက်ရှိတယ်လို့ဆိုလိုက်ကြပါစို့ဘုန်းကြီးရဲ့သားလေးကိုဘုန်းကြီးကဟောဒီဟင်္ဒရာကအမျိုးသမီးလေးတစ်ယောက်နဲ့သဘောတူလို့ဘုန်းကြီးသားလေးကိုဘုန်းကြီးကဟောဒီဟင်္ဒရာသူနဲ့ဘုန်းကြီးသားလေးကိုဘုန်းကြီးကပေးစားလိုက်တယ်ဆိုလိုက်ကြစို့ပေးစားလိုက်လို့ရှိရင်ဘုန်းကြီးကအဲ့ဒီအမျိုးသမီးလေးကိုဘာတော်လဲဟဲ့အမျိုးစပြသမ်းပါဘာတော်တော့ချွေးမဘာတော်လဲမပြောဘူးလားအဲ့ဒီကောင်မလေးအဲ့ငါချွေးမလေးပေါ့ဟောအဲ့ဒီဖြူဖြူလေးရလားဟုတ်တယ်အမေဘွဲရပြီးသားကုမ္ပဏီမှာအလုပ်လုပ်တာသားကိုမိမပေးစားခြင်းအဲ့ဒီသားယူလာတဲ့မိမကိုအမေတို့အဖေတို့ဘာတော်လဲဘာဖြစ်လို့ချွေးမလို့ခေါ်တာလဲပြောအဲ့လိုဖြေလို့မရဘူးလေဗမာစကားဟာနော်ချွေးမတဲ့ဘာလို့ခေါ်လဲဒီအရာမှာကဒီလိုခေါ်တယ်မဟုတ်လားပြေတာဖြစ်သားမှာခေါ်လားမခေါ်ဘူးလားချွေးမတဲ့ဒီသားမိမမယူခင်တော့ကဒီသားရဲ့အဝတ်စားတွေကိုအမေကလျှော်ဖို့ပေးရတယ်မိဘူးတိုက်ပေးရတယ်မိဖို့ထဲမှာဒီသားယုံသွားဖို့လို့ချွေးတစ်လုံးလုံးနဲ့ထမင်းမှီအောင်ဟင်းမှီအောင်ချက်ပြန်လာတော့ကမကရန်ဈေးသွားချက်ပြုတ်ပြီးတော့အမေကဘာဖြစ်လဲမိဖို့ထဲမှာချွေးတွေကြနေတာဘာတွေကြနေတာဒီသားမိမမပေးသားခင်တော့ကအမေချွေးမကြဘူးလားကဲဒင်းတောင်ဝင်နေငါယူရတာပေါ့သွားအောင်ဒင်းလဲချိန်ငိမ်သွားအောင်ဒင်းတော့မိမပေးသားမှပဲဟဲ့ဆိုပြီးတော့ဘုရားသားရဲ့အဲ့ဒါမိမပေးသားလိုက်တော့အဲ့ဒီအမျိုးသမီးကအိမ်မော်တက်လာပြီးတော့မိဖို့ချောင်းနဲ့ဝင်အမေသွားဘုရားသွားရှိခိုးသမီးထမင်းချက်မယ်သမီးမိဘူးတိုက်မယ်သမီးဥက္ခပကံဆေးမယ်သမီးဈေးသွားမယ်အမေကြမယ်ချွေးကိုပရိသတ်တွေမကြအောင်မရမို့လို့ဘာလို့ခေါ်သူတို့အခုမှသိတာချွေးမဆိုတာဟုတ်သလားမဟုတ်ဘူးလားအမလီဒီနေ့ခေတ်တော်ပရိသတ်ရဲ့ချွေးမတွေပေါ်သလားချွေးကြတွေပေါ်သလားသိပြီးရောဟုတ်တယ်ဒါမိမပေးတာမိကမှာ9နာရီ10နာရီလည်းမထားဘူးငပြင်းအပြင်းမှဆိုတော့ပရိသတ်ကြီးဘာမှမလုပ်တော့ဟိုအဖွားကြီးက1ယောက်စာကနေ2ယောက်စာပို့ချက်ရတော့တာပဲအဲ့တော့ဘာဖြစ်လာလဲချွေးကကြလာတာပေါ့ချွေးပူကြလာတာဒါကြောင့်ဗမာစကားဟာဘုန်းကြီးတို့ပြည်သားမှတ်တမ်းတော်ပြောနေတဲ့စကားတွေကအဓိပ္ပာယ်ရှိတယ်ရှိသလားမရှိဘူးလားတို့ပရိသတ်တွေအဲ့ဒါကိုယ့်အိမ်မှာလဲကိုပြန်ကြည့်အောင်ငါအိမ်ကငါသားယူလာတဲ့မိန်းမဟာချွေးမလားချွေးကြလားချွေးကြဆိုမြန်မြန်နာမောင်းထုတ်ထားမနေနဲ့ရန်တိုက်ပေးခဲ့အောင်မှတ်ထားရတာလက်ခံမနေနဲ့မြန်မြန်ဆင်းကြလို့ချွေးတစ်ပေါက်ကြမှာတခါတည်း2ပေါက်ကြတယ်တဲမကြိုက်ဘူးပရိသတ်ကိုသမီးကိုသဘောတူလို့ဟင်္ဒရာကအမျိုးသားနဲ့ပေးစားတော့ကိုသမီးယူလာတဲ့အမျိုးသားကိုအမေတို့ဖေတို့ကဘာတော်လဲဟဲ့ဖြေသားမှာဟဲ့ဘာတော်တော့
အောင်မှာဘာလို့သမက်လို့ခေါ်တာလဲသိလားဩသူအဓိပ္ပာယ်ကသူပေါ်နေပြီပိဋကကြီးသားထက်ကိုမဲ့ဆရာကောင်းလို့ဘာခေါ်လဲအဲ့ဒါရှင်းရှင်းလေးပဲဒါရှေ့လူကြီးတွေသုံးခဲ့တဲ့စကားပဲပိဋကရှေ့တုန်းကသမက်တွေကရောက်ခမသိကြောက်တာသိရိုးသေးတာရောက်ခမရှိကြရင်ဘာမှမလို့ကိုရမှာမူးချင်မူးမယ်ဟုတ်တယ်ရှေ့တုန်းကပြောတာခုပြောတာမဟုတ်ဘူးအဲ့တော့ရှေ့မှာကတော့ယိုသေးပြတာကိုလေးစားပြတာကိုသာအရင်ကမူးလာလဲအဖေဆိုတော့သိခယူမဆိုင်ဘူးရောက်ခမဆိုတော့ဟိုကောင်ကနှင်ချမှာကြောက်တာကိုအဲ့တော့တုံတောင်မူးလာလဲမမူးချင်အောင်ဆောင်းပြီးတော့နေတဲ့လိမ့်လိမ့်မမနေပြတယ်ရောက်ခမကိုယိုသေးတယ်လေးစားတယ်မိဘလိုပဲကိုမွေးထားတဲ့သားကတော့ပိဋကရေးဆုံးမလို့လည်းမရဘူးအဖေပြန်ပြောလို့ပြောအော်လို့အော်ငေါ့လို့ငေါ့ဆိုတော့အဲ့ဒီလိုလိမ်မာတဲ့အမျိုးသားများကိုတွေ့တော့ရှေ့ကအဖိုးကြီးတွေကဘာပြောလဲအမလေးအိမ်ကကောင်းနေတော့တခြားစီပဲဟေ့သားထက်ကိုမဲ့ဆရာကောင်းတယ်ဒါကြောင့်မို့လို့သူ့ကိုဘာလို့ခေါ်လဲသမက်လို့ခေါ်တယ်အဲ့ဒါမှတ်ထားဗမာစကားတွေကအများကြီးပဲရှောက်ပြောနေအဲ့တော့အခုနှမျိုးပြောသွားတယ်ဘယ်နှမျိုးပြောသွားဘာနဲ့လဲချွေးမနဲ့သမက်သဘောပေါက်ပြီမို့လားအဲ့ဒါကိုယ့်ရင်ကိုပြန်သွားပြီးတော့ကြည်အောင်သားတဲ့မက်ဆရာကောင်းတာလားသားတဲ့ကိုမုန်းဆရာကောင်းတာလားသားတဲ့မုန်းဆရာကောင်းရင်တော့လူကြားတဲ့သမက်လို့သွားမခေါ်နဲ့သမုန်းလို့ခေါ်ဘာလို့ခေါ်ရမလဲအဲ့ဒါဒကမကြီးဒကကြီးတွေမှတ်ထားနော်ငါအိမ်ကငါသမီးယူလာတဲ့အမျိုးသားဟာသမက်လားသမုန်းလားငါသားယူလာတဲ့အမျိုးသမီးဟာချွေးမလားချွေးကြလားဆိုတာကတော့ကိုယ့်ဟာကိုယ်ပဲစဉ်းစားကြလို့သမုန်းဆိုလဲမြန်မြန်နာမောင်းထုတ်ပလိုက်ကြချွေးမဆိုလဲမြန်မြန်နာမောင်းထုတ်ပလိုက်ကြထားမနေနဲ့ကြားလားဟိုသမက်ရှိတဲ့လူတွေကဖြေတယ်မရှိတဲ့အပြိုကြီးတွေကဘာလို့လိုက်ဖြေတာလဲသူတို့ကလည်းကြားလားဆိုကြားပါတယ်ဖေဟာတဲ့မောင်းထုတ်ဆိုမောင်းထုတ်ပါမယ်ဖေဟာလုံးအောင်မယ်ရှိတဲ့လူမှဖြေပေါ့မရှိတဲ့လူကတော့ရောရောင်ပြီးမလိုက်နဲ့လေဟိုပုဂ္ဂလေးကတက္ကမကြီးပြောလို့ကိုတော်ပဲဖြေဆိုတော့မလုံးနဲ့လေဖြေတယ်ဆိုတာလဲကြည့်ဖြေမှာပေါ့ကိုရှိမှကိုဖြေပေါ့လို့ဂိုင်းအဲ့ဒီတော့ဘယ်ကထွက်သွားတဲ့စကားလဲဥယူတိုင်းပါတယ်လေဘယင်သားအဦးဆုံးယူပြီးတော့ထောင်ရတဲ့တိုင်10လုံး17လုံးထောင်အဲ့ဒီထောင်နေတဲ့တိုင်တွေကိုပိဋကတွေချိန်သီးလေးချပြီးတော့မတ်ပြီးဆိုရင်ကြားတောက်တွေနဲ့ရိုက်ပြီးတော့ကံပြီးတဲ့အခါကျတော့မှထုတ်ရောက်ဒိုင်းများတွေတင်းတဲ့အဲ့ဒီထုတ်ရောက်ဒိုင်းများတွေကိုဗာနဲ့ဆွဲလဲတန်နဲ့ရိုက်ပြီးတော့ဆွဲတယ်မူလီနဲ့စုပ်ပြီးတော့ဆွဲတယ်ပြီးတဲ့အခါကျတော့မှအမိုးမိုးခင်းအကားကားလူတွေဝင်နေအိမ်တလုံးဒီတိုင်းမဲ့တဲ့ဘုန်းကြီးတို့ခန္ဓာကိုယ်ခန္ဓာအိမ်ကြီးဟာလည်းပဲဘေးသတ္တေရေတိုင်နဲ့တူတဲ့အယိုးတွေတဲ့အယိုး300ရှိတယ်ခန္ဓာကိုယ်မှာအယိုးပေါင်းဘယ်လောက်ရှိသလဲခြေယိုးတို့လက်ယိုးတို့ညှက်ယိုးတို့နံယိုးတို့ဟိုမြတ်စွာဘုရားကသဗ္ဗညုတဉာဏ်ကြီးနဲ့ကြည့်ပြီးတော့ဟောတော်မူထားတာဓမ္မံတို့ဘာတို့ဆိုတော့ခုမှပေါ်လာဘုန်းကြီးတို့မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်ကြီးနဲ့ကြည့်ပြီးတော့ဟဲ့ခန္ဓာကိုယ်ကြီးမှာချက်သားတို့အယိုးပေါင်း300အယိုးဘယ်လောက်အဲ့ဒီအယိုးတွေတစ်ခုနဲ့တစ်ခုပြုတ်ပြက်ထွက်မသွားအောင်အကျော်တွေနဲ့ပတ်ထားတာတဲ့။ဘာနဲ့ပတ်ထားတယ်။အကျော်တွေနဲ့ပတ်ထားတယ်ပြီးတဲ့အခါကျတော့မှအဲ့ဒီမှာအသားတွေဖြစ်ပြီးတဲ့အခါကျတော့မှအရေးထူတွေအုပ်ပြီးတဲ့အခါကျတော့အရေးပါအုပ်ခန္ဓာအိမ်ဘာအိမ်နဲ့လဲဒါကြောင့်ဆိုလိုက်စမ်းမှာခန္ဓာဆိုတာအိမ်ပမာသေချာမှတ်လိုက်ပါခန္ဓာဆိုတာအိမ်ပမာသေချာမှတ်လိုက်ပါခန္ဓာကိုယ်ကြီးဒီဘာနဲ့တူတယ်အိမ်နဲ့တူတယ်တဲ့ဒီခန္ဓာအိမ်ဟာပိဋကတေ
လူဘဝရောက်လာတော့လူခန္ဓာအိမ်လူဘဝရောက်လာတော့ဘာခန္ဓာအိမ်တိရစ္ဆာန်ဘဝရောက်သွားတော့တိရစ္ဆာန်ခန္ဓာအိမ်တိရစ္ဆာန်တွေလည်းပဲအယိုးတို့အသွေးတို့အသားတို့မရှိဘူးလားအိုးတို့လည်းတို့ခန္ဓာအိမ်ကြီးဆောက်ထားတာအိမ်ရင်းတူတယ်ပိဋကတရေဒါပေမဲ့တန်ဖိုးခြင်းမတူခွေးတွေနွားတွေကြက်တွေငှက်တွေဝက်တွေတို့ရထားတဲ့ခန္ဓာအိမ်ကပိဋကတရေဘာတန်ဖိုးမှမရှိဘူးတဲ့ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေရထားတဲ့ဟောဒီခန္ဓာအိမ်လူခန္ဓာအိမ်ကြီးကပိဋကတရေတန်ဖိုးကြီးတယ်တဲ့လူဘဝလူခန္ဓာအိမ်ကြီးရဖို့လို့ဘုန်းကြီးတို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဘလောက်တောင်အရင်နှီးတွေစိုက်ပြီးတော့ဒီခန္ဓာအိမ်ကြီးကိုဆောက်ခဲ့ရတာတော့ဆိုရင်ဒါနကောင်းမှုတွေသီလကောင်းမှုတွေသမထကောင်းမှုတွေဝိပဿနာကောင်းမှုတွေကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ကုသိုလ်ကောင်းမှုအရင်အနှီးတွေမြောက်များစွာပေးဆပ်ပြီးတော့မှရလာတဲ့လူဘဝလူခန္ဓာအိမ်ဒါကြောင့်လူခန္ဓာအိမ်ဆိုတာတန်ဖိုးကြီးတယ်လူခန္ဓာအိမ်ဆိုတာတန်ဖိုးနည်းလားတန်ဖိုးကြီးလားဆိုလိုက်စမ်းမှာကုသိုလ်ကံများယင်းနိထားရညာလူအိမ်ပါကုသိုလ်ကံများယင်းနိထားရညာလူအိမ်ပါတန်ဖိုးကြည်စွာလူအိမ်မှာရကနေကြတာတန်ဖိုးကြည်စွာလူအိမ်မှာရကနေကြတာကုသိုလ်အိမ်ရာကိုပိုင်တာကောင်းစွာသိထားပါကုသိုလ်အိမ်ရာကိုပိုင်တာကောင်းစွာသိထားပါအေးကုသိုလ်ကံနေရင်းနှီးပြီးတော့ပစ္စပ်ပြီးတော့ကုသိုလ်အရင်အနှီးတွေနဲ့တိဆောက်လို့ရလာတဲ့ဒီလူဘဝလူခန္ဓာအိမ်ကြီးကတန်ဖိုးကြီးတယ်တန်ဖိုးကြီးတဲ့လူဘဝလူခန္ဓာအိမ်ကြီးကသူများပိုင်တာလားဆိုတော့ကိုပိုင်တာဘယ်သူပိုင်တာလဲသူများကုသိုလ်ကြောင့်လူလာဖြစ်တာလားကိုကုသိုလ်နဲ့ကိုလူလာဖြစ်တာလားအေးဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီလူဘဝကိုမရောက်ခင်တုန်းကဘာတွေလုပ်ခဲ့ကြတော့ဆိုရင်ကုသိုလ်တွေလုပ်ခဲ့တာဘာတွေလုပ်ခဲ့တာကုသိုလ်နဲ့လာတဲ့လူဘာနဲ့လာတဲ့လူအေးဒါကြောင့်ဆိုလိုက်ဆမ်းမှာကုသိုလ်ဖြင့်သာလာခဲ့ပါထူးတာလူဘဝကုသိုလ်ဖြင့်သာလာခဲ့ပါထူးတာလူဘဝဘာနဲ့လာခဲ့တာမထူးဘူးလားပြည်သားအသိထူးတာပဲကုသိုလ်အိမ်ဆောက်ပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့လာခဲ့တဲ့ကိုပိုင်ဆိုင်နေတဲ့ကုသိုလ်အိမ်မှာဘုန်းကြီးတို့ဘေးသားပေါင်းသူတော်ကောင်းတို့အိမ်ငှားမတင်မိစေနဲ့အိမ်ငှားဆိုတာအကုသိုလ်အိမ်ငှားဆိုတာဘာပြောတယ်အကုသိုလ်ဟာအိမ်ငှားနဲ့တူတယ်တဲ့အကုသိုလ်ဘာနဲ့တူမိမိပိုင်ဆိုင်တဲ့အိမ်ကြီးကပိဋကတရေအကုသိုလ်အိမ်လားကုသိုလ်အိမ်လားအကုသိုလ်အိမ်ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ခွေးတွေနွားတွေကြက်တွေငှက်တွေဝက်တွေပိတ္တာတွေအပေဘုံသူအပေဘုံသားတွေတဲ့အဲ့ဒါကအကုသိုလ်အိမ်ဘာအိမ်လဲအေးသူတို့ကြိုက်လို့သူတို့လုပ်ခဲ့တဲ့အကုသိုလ်အိမ်သူတို့ဆောက်တာသူတို့ရတာပဲပေါ့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကအကုသိုလ်အိမ်လားကုသိုလ်အိမ်လားကုသိုလ်အိမ်ကရောပြည်သားတည်းသူများလှုပ်ပေးတဲ့ကုသိုလ်နဲ့လားကိုလှုပ်တဲ့ကုသိုလ်နဲ့လား
ဒါမြင်ရင်ဘုန်းကြီးတို့ပြည့်သားပေါင်းတော်ကောင်းတို့ကအိမ်ရှင်နေဘာတွေလဲကိုပိုင်ဆိုင်တဲ့လှလှပပပေါ်လေရောင်းနေတင်နာတဲ့စက်တီစပွဲကလေးထိုင်နေနဲ့လှလှပပစောက်ထားတဲ့ကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ငါးကိုတင်မိရင်စိတ်ညစ်ရမယ်တဲ့အကုသိုလ်အိမ်ငါးကိုတင်မိရင်ဘာဖြစ်ရမလဲစိတ်ညစ်ရမယ်ပြည်တဲ့အကုသိုလ်လှုပ်လို့စိတ်ကြည်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးအကုသိုလ်လှုပ်လို့စိတ်ချမ်းသာသွားတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဒါကြောင့်မို့လို့အကုသိုလ်ဆိုတာအိမ်ငါးလို့မြင်လိုက်ပါအကုသိုလ်ဟာပါတယ်လေကဲဆိုလိုက်စမ်းမှာအကုသိုလ်များအိမ်အငှားတတိထားမြင်ကြပါအကုသိုလ်များအိမ်အငှားတတိထားမြင်ကြပါလာကပေကအိမ်ပေါ်မှာတက်ခါနေကြတာလာကပေကအိမ်ပေါ်မှာတက်ခါနေကြတာအောက်မှာအကုသိုလ်အိမ်အငှားဒီကောင်လူလေပရိသတ်ရဲ့အကုသိုလ်အိမ်ငှားအိမ်မော်တက်လာမယ်ဆိုတော့သူကမက်လုံးလေးပေးတယ်ပရိသတ်ကြီးလာကပေးပါမယ်တဲ့ဘာပေးပါမယ်တဲ့လေဒီတိုင်းတက်လာတာလားလာကလေးပြပြီးတက်လာတာအဲ့တော့အိမ်ရှင်ကလာကကိုမက်တယ်ပရိသတ်ရဲ့အိုးလေကနေလေကလာကလေးရလဲမနှဲပါဘူးလာကပေးပြီးတော့အိမ်ငါးကမက်လုံးလေးပေးပြီးတော့အကုသိုလ်အိမ်ငါးကတက်လာတယ်အဲ့တော့လာကပေးပုံလေးပြောမှသဘောကပေါက်မှဆိုတော့ကဲဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့၅ပါးသီလထဲမှာနံပါတ်1သိက္ခာပုဂ္ဂပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသူတော်ဘာအသက်ကိုမတန်နဲ့ဗါတယ်လေသူတော်ဘာအသက်ကိုတတ်ရင်ကုသိုလ်ဖြစ်သလားအကုသိုလ်ဖြစ်သလားအကုသိုလ်အိမ်ငှားကကုသိုလ်အိမ်မော်ကိုတက်လာခြင်းတော့ပေးတတ်ရဲ့လာကလေးပေးတယ်ဥပမာလေးပြောလိုက်ကြတော့ကြက်သားဟင်းစားခြင်းတယ်ကြက်သားဟင်းစားခြင်းတော့အိမ်မှာကြက်မွေးထားတယ်ဥပမာလေးပေးလိုက်တာဒီပြင်အကုသိုလ်လည်းအဲ့ဒီတိုင်းသာမှအဲ့တော့ဘာလို့လဲကြက်ကိုတတ်တယ်ခန္ဓာကိုယ်ကြီးကကုသိုလ်ခန္ဓာကိုယ်ကြီးခန္ဓာကိုယ်ကြီးကဘာခန္ဓာကိုယ်ကုသိုလ်ခန္ဓာကိုယ်ကြီးနဲ့ကြက်တတ်ခြင်းဆိုတဲ့အကုသိုလ်အိမ်ငါးကိုတင်လိုက်တာကာယကံနဲ့ကြက်လည်းပင်လှိလိုက်တယ်နွားတတ်လည်းနွားလည်းပင်လှိလိုက်တယ်ဟောအကုသိုလ်အိမ်ငါးတင်မလုံးကဘာပေးလာတယ်လာကမလုံးကဘာပေးထားတယ်ချက်ပြုတ်ပြီးတော့မဆလာလေးဂျင်းလေးနဲ့ချက်ပြုတ်ပြီးတော့စားတော့ရှားတာရှိလိုက်တာကွာဒီနေ့ကြက်သားဟင်းနဲ့စားတာကြက်သားဟင်းနဲ့စားရတာ3 ပကံတောင်မှကုန်သွားတယ်တဲ့ပြုတ်လို့ဆဲမှာစားနေဆဲမှာตาယာနေတာကိုပိသတ်တယ်အဲ့ဒါလကလို့ခေါ်တယ်နောက်ဆုံးသိက္ခာပုပြောလိုက်ကြလို့သူရမေရယမစ္ဆပမဒဌာနာဝိရမဏိသိက္ခာပဒံသမာဓိယာမိသေးကြီးသေးရဲ့မတောင်းနဲ့သေးကြီးသေးရဲ့မတောင်းနဲ့တောက်တယ်တောက်တဲ့အချိန်မှာပိသတ်တယ်ตาရတယ်တောက်လို့ကောင်းလိုက်တာကွာဘယ်လိုဖြစ်လိုက်တာကွာညာလိုဖြစ်လိုက်တာကွာနဲ့ဝိုင်းဖွဲပြီးတော့တငယ်ချင်းတွေစကားတပြောပြောနဲ့တောက်နေတဲ့ချိန်မှာပိသတ်တယ်ตาရတယ်အဲ့ဒီတောက်နေတဲ့အချိန်မှာตาရတာဟာလကပေးတာနဲ့တူတယ်တောက်နေတဲ့အချိန်မှာตาရတာဘာပေးတာနဲ့တူတယ်ကဲဆိုလိုက်စမ်းမလကပေးကအိမ်ပေါ်မှာတက်ခါနေကြတာလာကဆိုတာပြုစေမှာตาရတာကိုခေါ်ရတာလာကဆိုတာပြုစေမှာตาရတာကိုခေါ်ရတာကုသိုလ်အိမ်မှာဝင်ရောက်ခါ
ဖြတ်တာသူတို့ပါကုသိုလ်အိမ်မှာဝင်ရောက်ခါဖြတ်တာသူတို့ပါဖြတ်တာတွေ့ကအိမ်ဘောကနင်ချလေတော့ရာနင်ချသောခါထိုချိန်ခါတောင်းတာရောချေပါနင်ချသောခါထိုချိန်မှာတောင်းတာရောချေပါအကုသိုလ်အိမ်ငါတင်ပြီးတော့ตาရတဲ့အချိန်လေးကိုအိမ်လာကသဘောထားနင်ချတဲ့အခါကျတော့ဘေသတ္တေအကုသိုလ်ကဒီတိုင်းမဆင်းဘူးရောချေတောင်းတယ်ဘာလို့တယ်လဲဒီတိုင်းမဆင်းနိုင်ဘူးတဲ့ငါကိုရောချေပေးမြတ်စွာဘုရားလက်ထက်ကမိတွေတော်ဂေါရမီကြီးဘိက္ခုနီမကြီးကျောင်းမှာစွန့်စားလို့ပြီးရင်ဂေါရမီကြီးကဟဲ့ရှင်မတို့ကြံတဲ့ဆွန်းနေဟိုးမှတရောင်းသားတွေဘိက္ခုနီကျောင်းရှိမှတန်းစီပြီးစောင့်နေတယ်ဒါတော့ဝေကြအဝေကြတခါတည်းကသူကိုယ်တိုင်ထွက်ပြီးတော့ဝေတယ်တနေ့တော့ဘေးသားကြီးအမျိုးသမီးလေးတယောက်တရောင်းသားတွေတန်းစီနေတဲ့ကြားမှာဟိုးခက်လန်းလန်းမှာဖက်ကလေးချပြီးတော့တောင်းနေတယ်ယုံလူတွေတိုးကြိတ်နေဒီကလေးမလေးကတိုးလည်းမတိုးဘူးသူနေရာလေးသူထိုင်းနေတာမျက်နှာလေးကလည်းလှလိုက်တာပရိသတ်ရေလပြည့်ဝန်းလေးလိုပဲနာမည်ကမတ်စန္ဒာတဲ့နာမည်ကဘယ်သူတဲ့တောင်းသားမျိုးမှမဟုတ်ပဲနဲ့ပရိသတ်တထေးမျိုးတူရီတော်သမီးမိဘနှစ်ပါးလုံးရှေးစေနောက်စေယောဂဇိုးကြီးတွေဝင်လို့ဆုံးသွားတာရှိတဲ့ပစ္စည်းတွေကလည်းတဖြည်းဖြည်းနဲ့ပြုတ်ပြုံပြီးတော့ကံကဆိုးလာတဲ့အခါကျတော့ဘေသတ္တေနောက်ဆုံးတောင်းစားရတဲ့တောင်းသားဘဝကိုရောက်တယ်တဲ့9နှစ်ရှိပြီတောင်းစားနေတာတခါမှထမင်းဝအောင်မစားဘူးဒါနဲ့ဂေါရမီကြီးကကလေးမလေးရင်ကြီးလေးနဲ့ပုံကလည်းတောင်းစားပုံမပေါက်ဘူးတနာပါတယ်လေဆိုပြီးတော့ဆွန်းလေးတယောက်စာလေးတပိတ်သေးခြံပြီးတော့ဂေါရမီကြီးကအဲ့ဒီနာသွားသမီးလာရော့နှစ်ခွက်လေးနဲ့ထမင်းထဲရော့စားငါသမီးကြည့်ရတာရုပ်ရည်ကတန်တန်ရှင်းနဲ့အေးသမီးနာမည်ဘယ်လိုခေါ်သလဲသမီးနာမည်မတ်စန္ဒာလို့ခေါ်ပါတယ်မိဘတွေရောမိဘတွေဆုံးပြီသူ့ဘဝဇာတ်ကြောင်းလေးမျက်ရည်လေးတလဲလဲနဲ့ပြောပြတော့ဂေါရမီထေယီမကြီးကဘေသတ္တေတဏှာလို့ငါသမီးသင်္ကန်းဝတ်မလားကိုရမဲ့နေဝတ်ပါမယ်ဗျာတကယ်လာဆိုပြီးတော့ကရုံတုံသင်္ကန်းဝေဘိက္ခုနီမလေးဖြစ်သွားတဲ့စန္ဒာထေယီတဲ့ဘယ်သူတဲ့မိတွေတော်ဂေါရမီကြီးညွန်ကြားပြသတဲ့ဝိပဿနာတရားတွေကိုကျင့်ကြံကြိုးကိုအထုတ်တော်မူလိုက်တာ15ရက်အတွင်းမှာပဲကိလေသာအသောခွာလျောကုန်ခန်းလို့ယဟန္တာမကြီးဖြစ်တော်မူတယ်ယဟန္တာမကြီးဖြစ်သွားတော့ပုဗ္ဗေနိဝါဒနုဿတိဉာဏ်နဲ့ပုဒ္ဓိအာဆိုတာပုဗ္ဗေနိဝါဒနုဿတိဉာဏ်ဒီဉာဏ်ရတော့ကဲဒီလောက်တော့ပစ္စည်းမဘဝိကနောက်ဆုံးဘဝဇာသိမ့်တဲ့ဘဝကိုရောက်တဲ့ချိန်မှာတောင်မှတောင်းသားဘဝကိုရောက်ရတာကတိတ်ဘဝကဘယ်လိုအကုသိုလ်ကံများငါလွန်ကျူးမိလဲလို့သူ့ဘဝရဲ့ရှေ့ကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ပေသတ္တေ9ဘဝတိတောင်းသားဖြစ်ခဲ့ဘူးတဲ့ဘယ်နှဘဝအခုနောက်ဆုံးဘဝမှာ9နှစ်9ဘဝနဲ့9နှစ်တိုင်အမျိုးညံ့တဲ့တောင်းစားဘဝကိုဘာကြောင့်ရောက်ခဲ့ရတာပါလဲကြည့်လိုက်တဲ့အခါကျတော့ဘေသတ္တေကတ္တဗဘုရားလက်ထက်တော်ကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်ပြိဋိနိဗ္ဗာန်ဆံတော်မူသွားတော့က
တ္တဗမြတ်စွာဘုရားရဲ့ယုတ်ကလတော်ကြီးကိုအလဲကောင်းမှထားပြီးတော့စေတီကြီးတည်ထားတာဓာတုစေတီတဲ့ဗာစေတီတဲ့အဲ့တော့ဘုန်းကြီးတို့ဟောဒီဗာဒကဘာမှာပွင့်တော်မူမဲ့ဘုရား၅စုဘုရားဘယ်နှစုကောက်ကူတန္တမြတ်စွာဘုရားကသက်တော်4000ကောဏကမဏမြတ်စွာဘုရားကသက်တော်3000ကတ္တဗမြတ်စွာဘုရားကသက်တော်2000အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကသက်တော်8000ဂေါရမမြတ်စွာဘုရားကဘေသတေသက်တော်80တဲ့ဘုရား၅စုထဲမှာဟောဒီဂေါရမမြတ်စွာဘုရားကသိကိုထူးခြားတဲ့ဘုရားပဲကကုသန္တမြတ်စွာဘုရားကသက်တော်4000 1000လျော့သွားတဲ့ကောဏကမဏမြတ်စွာဘုရားကသက်တော်3000ကတ္တဗမြတ်စွာဘုရားက1000လျော့သွားတဲ့သက်တော်2000ဂေါရမမြတ်စွာဘုရားကသက်တော်3000နေသင့်တယ်မနေဘူးကတ္တဗမြတ်စွာဘုရားသက်တော်2000ဆိုသူသက်တော်1000လောက်တော့နေသင့်တယ်သက်တော်1000လည်းမနေဘူးကဲထားလိုက်အောင်လျှော့လိုက်အောင်သက်တော်9000မနေဘူးကဲလျှော့လိုက်အောင်2500မနေဘူးကြည်စမ်းဘုရား၅စုထဲမှာတတ်တော်အတူဆုံးများစွာဘုရားဟာဂေါရမဘုရားဘာဘုရားလဲအဲ့တော့ဘုရားတို့ရဲ့ဓမ္မရာပေါ့ဘေးတိုင်နည်းနည်းလေးပြောမယ်တတ်တော်ရှည်သောများစွာဘုရားတို့သည်ပြိဋိဘံမစံခင်ကလည်းပဲဆံတော့ဘသူကမှမပေးဘူးပြိဋိဘံစံမင်းရင်လည်းပဲဓာတ်တော်မွေးတော်အန်တော်သွားတော်ဆွဲတော်လုံးဝမထားခဲ့ဘူးအဲ့ဒါဓာတ်တော်ရှည်များစွာဘုရားတို့ရဲ့ထူးခြားချက်ကအဲ့ဒါပဲဘာဖြစ်လို့လဲဆိုတော့ဓာတ်တော်ရှည်တဲ့အတွက်ကြောင့်မို့လို့ကျွတ်တဲ့ကျွတ်ထိုက်တဲ့တတ္တဝါဝိနည်းကိုအကုန်လုံးအပါခေါ်သွားနိုင်တယ်ဗောဓမီပြည့်ပြီးတဲ့ပုဂ္ဂိုလ်ဆိုရင်အကုန်ခေါ်သွားတယ်မထားရခဲ့ဘူးဘုန်းကြီးတို့ခေါ်ရမှာမြတ်စွာဘုရားကတော့တတ်တော်တူလို့ဖယားဖြစ်ပြီးချင်းလင်းလုံးမဲ့အောက်မှာတည်းကတပု္ပ္ပဇနဲ့ဗန္လိကလို့ခေါ်တဲ့ကုံတဲ့ညီနောင်ကိုဆန်းတော်နှစ်စုတဲ့ပေးတော်မူလိုက်တာအဲ့ဒါယူလာပြီးတော့အခုပါလဲဟိုရွှေတကုံဘုရားကြီးတည်ထားတာတက်တော်တူလို့ကိုရောကသိတယ်ငါတက်တော်တူတယ်ငါတက်တော်တူရင်ဆန်းတော်ကြီးပေးခဲ့မှသွားတော်ကြီးပေးခဲ့မှအန်တော်ကြီးပေးခဲ့မှဓာတ်တော်ကြီးဒိဋ္ဌံခဲ့မှဘာဖြစ်လို့လူတွေပူဇော်ဖို့လို့လူတွေကုသိုလ်ကောင်းမှုတွေတိုးပွားစေဖို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့မဟာကရုဏာတော်တတ်တော်ရှိတဲ့မြတ်စွာဘုရားတို့ပြိဋိဘံစံသွားရင်ယုတ်ကလတော်ကြီးသည်မပြိုမပြက်ဒီတိုင်းကြီးရှိနေတယ်အဲ့ဒါကြီးကိုတခါတည်းအဲ့ဒီရွှေယုတ်ကလတော်ကြီးကိုအလဲကောင်ထားပြီးတော့ဥဒ္ဒေစီတက်ပြီးတော့ဇေတီကြီးတည်ထားတာအဲ့ဒါဓာတုဇေတီတဲ့ဘာဇေတီတဲ့လဲအဲ့ဒီဓာတုစေတီကြီးကိုသာမီတယောက်တဲ့ဘေသတ္တေသာနာထေယီဘိက္ခုနီမှာယဟန္တာမအလောင်းကသမီးအမေနဲ့နှစ်ယောက်မနဲ့စောစောဗန်းလေးယူပြီးတော့သာမီနှစ်ယောက်ဘေသတ္တေဘာသွားလှုပ်တာတော့ဆိုခရေဗန်းသွားကောက်တာဘာလှုပ်တာလဲခရေဗန်းဆိုတာအပင်ပေါ်တက်ခုလို့ရသလားဘာဖြစ်မှကောက်ရတာအဲ့ဒါသားမင်းတွေရောက်ခေပန်းလေးတွေကောက်ဘန်းနဲ့ထည့်ခေပန်းလေးတွေကောက်ဘန်းနဲ့ထည့်တော့တဲပွင့်လေးတွေကတ်ခေပန်းမှာဒါနဲ့အမေလှုပ်တဲ့ဓမ္မကြီးကသမီးဒီပန်းလေးတွေကောက်ပြီးတော့ကျိုးလေးနဲ့တည်ထားပန်းလေးရေဆေးပြီးတင်ပို့ကောင်းတယ်ငါသမီးရဲ့အမေဘိက္ခုနီမတွေကြောက်ခုနသွားအောင်မယ်ရေသွားတောင်းအောင်မယ်ဆိုပြီးတော့အဲ့ဒါဓမ္မကြီးကဟောဘိက္ခုနီမတွေကြောင်းသွားပြီးတော့ရေသွားတောင်းတော့ဩဓမ္မကြီးရောက်တော့ရင်တွင်းလေးပါလေးတောက်သွားပါအောင်ဆိုပြီးတော့အဲ့ဒါဘိက္ခုနီမကြီးတွေနဲ့စကားပြောတဲ့အဖွားကြီးကလည်းလေရှည်ပုံရပါတယ်ပိဿရေအဲ့တော့အဲ့ဒါလေးမှတ်တာအောင်အဖွားအိုတော့စကားများတဲ့အဖိုးအိုတော့စိတ်တိုးတဲ့ဗါတယ်လေအဖိုးအိုတော့ဗါတယ်တော့အဖွားအိုလာရင်ဘာဖြစ်လဲပြစ်တောက်နေရတကသူတို့ပါအဖွားအိုလာရင်အဲ့ဒီလိုပဲပိဿရေအဲ့ဒါကိုနားလည်ပေးရတဲ့သားသမီးတွေကဩ
အမေတို့နဲ့နေရတဲ့ကရှောက်ပါပြစ်တောက်နဲ့နေရတဲ့ကပါတယ်ဟင်းသွားမပြောနဲ့ကိုအသက်ကြီးလာအဲ့ဒီတိုင်းဖြစ်မှာအဖွားများအိုလာရင်စကားသိမ့်များတာလေအဖိုးကြီးတွေများအိုလာပြီဆိုရင်ဒကာကြီးတွေများအိုလာပြီဆိုရင်စိတ်တူတတ်တယ်ဘာဖြစ်တတ်လဲအိုးတခါများမင်းတို့နဲ့ငါလူချင်းတော့လဲလိုက်ရှင်တယ်ကွာလုံနေကိုင်းနေတာတွေကအဲ့ဒါအဖိုးအိုလာရင်စိတ်တူတတ်တယ်နော်အဖွားအိုလာရင်စကားများတတ်တယ်နော်အဲ့ဒါသဘာဝတရားအဲ့ဒါနားလည်ထားကိုကြအဲ့ဒီလိုမဖြစ်စေနဲ့အဲ့ဒါဒကမာကြီးကသွားပြီးစကားတွေပြောဒီမဆန္ဒအလောင်းအမျိုးသမီးလေးကအိမ်မှာထမင်းလဲချက်အောင်မတန်ဃာတွေဆွမ်းလောင်းမို့လို့မနဲ့စောစောဝေလီထွက်လာပုံရပါတယ်အဲ့ဒါဘာမပြောညာပြောနေအဲ့ဒီပန်းတွေဘုရားကတ်ခဲ့ပြီးတော့ပြန်ချသွားရောပြန်ချသွားတော့ဘွားကြီးကတနာရီလောက်နနာရီလောက်နေမှလာတော့သမီးမတွေ့ဘူးသမီးအပြိုလေးဘယ်များသွားပါလဲဆိုဘုရားကြီးပတ်ချလဲရှားမတွေ့မောသမီးရေနဲ့ခေါ်ရင်နောက်သူစဉ်းစားမိပုံရတယ်ငါမဆောက်ဘဲနဲ့အိမ်ပြန်သွားတယ်ထင်တယ်တွေ့မယ်အိမ်ရောက်မှအိမ်ရောက်တော့ဟိုကထမင်းဟုတ်တယ်နေငါမပြောဘဲနဲ့ဘာလို့ပြန်အမေကဘာလို့ဟိုမှာသွားပြီးကြာနေလဲသမီးကဟဲ့ဘိက္ခုနီမကြီးတွေနဲ့တွေ့တော့စကားပြောတာတော့ဟုတ်တာပေါ့အမေရဲ့ဒီမှာသမီးကနောက်ပိုင်းမှာချက်ရပြောရအောင်မယ်နင့်ငါပြောသားပဲဖယားပန်းရေဆေးပြီးတော့မှတင်နင့်တော်တော်ခေါင်းပါတဲ့အမျိုးနင့်မိဘကိုတော်တော်ဒုက္ခပေးတယ်ဒီဖယားကြီးအကျေကြီးကိုငါတပတ်လေလုံးလိုက်ရှာနေရတာဟဲ့မောတယ်ဟဲ့တထောင်သားမရဲ့အမေကသမီးကိုပြောတာဘယ်သူကိုပြောတာလဲဖရုဒဝါစာကြမ်းတမ်းတဲ့စကားတော့မှန်တယ်ပရိသတ်သို့တော့ဂုံကြီးတဲ့ပုဂ္ဂိုလ်ကဂုံငယ်တဲ့ပုဂ္ဂိုလ်ကိုပြောလိုက်တာကအပြစ်မဖြစ်ဘူးအဲ့တော့သမီးကထပက်တယ်အမေသမီးကိုတထောင်သားမှလို့မပြောနဲ့သမီးနာတယ်ပြောပါဖြစ်လဲဆိုအမေစဉ်းစားသမီးကိုဘယ်သူမွေးတာလဲဟဲ့ငါမွေးလို့ကြီးတာပေါ့ဟဲ့အေးအဲ့ဒါဆိုရင်အမေပြန်စဉ်းစားလေအမေခေါင်းကြီးထားပြီးအမေစဉ်းစားသမီးကိုတထောင်သားမှလို့ပြောရင်တထောင်သားမကြီးကမွေးလို့တထောင်သားမဖြစ်တာပေါ့ဘုန်းကြီးအခုပြောလိုက်တာ9မိနစ်မကြာဘူးကြားသလားဂုံကြီးတဲ့ပုဂ္ဂိုလ်ကိုဂုံငယ်တဲ့ပုဂ္ဂိုလ်ကပြန်ပြောတဲ့အခါကျတော့ပရိသတ်အဲ့ဒါဘုန်းကြီးတို့စာပေမှာဝိနည်းမှာရှိတယ်10မျိုးရှိတယ်10ခြင်းဘယ်နှမျိုးလဲအမေကိုတောင်းစားမလို့ပြန်ပြောလိုက်တာကအဲ့ဒါဆဲတာပဲတဲ့အမေကိုခွေးမလို့ပြန်ပြောလိုက်တာအဲ့ဒါဆဲတာပဲတဲ့မပြောကောင်းဘူးသားသမီးကမိဘကိုမိဘဆရာဂုံတေစာမိဘနဲ့ဆရာသမားဆိုတာပရိသတ်တည်းဂုံရှိတယ်တဲ့ရှိသလားမရှိဘူးလားမိဘရဲ့ဂုံအာယုံမပြုတ်နိုင်ဘူးဒေါသဖြစ်တော့အကုသိုလ်အိမ်ငါကုသိုလ်ယုတ်ကြီးပေါ်မှာပရိသတ်တည်းဝစီကံနဲ့အကုသိုလ်အိမ်ငါတင်မိတာ9မိနစ်မကြာဘူးပြောလိုက်တဲ့စကားဟာရော်ကြီးတောင်းတော့ပရိသတ်တည်း9ဘဝဘယ်နှဘဝလဲယဟန္တာဖြစ်မဲ့နှစ်မှာတော့မှ9နှစ်တဲ့အကုသိုလ်အိမ်ငါတင်မိပြီဆိုရင်ပြေးတိုင်းဆင်းသွားရင်ကောင်းကောင်းမဆင်းဘူးရော်ကြီးတောင်းသွားတာဘာတောင်းသွားတာအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့မြတ်စွာဘုရားတော်မှာရော်ကြီးတွေပေးလိုက်ရတာ12ခါဘုရားတော်ရော်ကြီးဘယ်နှခါပေးလိုက်ရတာ12ခါဝိဘတ်တော်12ပါးဆိုတာကြားဘူးတယ်မလားအမလီတောင်းစရာရှားလို့ပရိသတ်ရဲ့ဖယားဖြစ်မှလာတောင်းတဲ့ဒီရော်ကြီးကိုဥရုဝေလတော်မှာမြိုင်ခွင်6နှစ်ပါလုံးကျင့်သုံးအရှင်အကုန်ခန်းလို့ညိုနွမ်းညိုညင်ပင်မရေးဝေကျွေးဘယ်ကြောင့်ထင်ကတ္တဗဖယားထင်ရှားဝင်သောဇောတိပါဠနာမအကျော်ပုံနှမ်းမှန်တဲ့နှုတ်မြဲအာဘောဝစီပြင်းကိုရှေးရင်ဝိဘတ်တော်ဖယားတော်မဖြစ်သေးဘူးဥရုဝေလတော်မှာအယိုးအပြိုင်ပြိုင်ရွှေလိုဝင်းဝါနေတဲ့အသားဟာပြေသတ်တဲ့မဲကျုပ်ပြီးတော့သွားတယ်တဲ့
ဖယားကိုမမြင်မှုတဲ့လူတွေကအိုးဖယားဆိုတာအတမဲကြီးပါဒီလောက်ထိအောင်ကိုပြောတာလေအုပ်ရှိသည်မဲ့လို့ဝါဝင်းနေတဲ့အသားတော်ဟာပေးတတ်တယ်မဲ့ကျုပ်ပြီးတော့သွားတယ်အယိုးပြိုင်ပြိုင်ထသွားဒုက္ခရစရိယ6နှစ်တိတိကျင့်ရတာဟာကတ္တဗဘုရားထင်ရှားပွင့်သောဇောတိပါဠနာမအကျော်ပုံနာမှန်တဲ့နှုတ်မြဲအာဘောဝစီပြင်းဟုရှေခြင်းဝိဘတ်တော်တို့ဘုရားလောင်းတော်ဇောတိပါဠပုံနာတဲ့ကတ္တဗဘုရားပွင့်စဉ်ကာလကဘာသဗ္ဗညုဘုရားလဲသဗ္ဗညုတဉာဏ်ကြီးကိုစော်ကားခဲ့တာဂတိကာရအိုးရောက်တဲ့တကားကြီးနဲ့အဲ့ဒီဇောတိပါဠနဲ့ဟာတငယ်ချင်းအဲ့ဒါဂတိကာရအိုးရောက်တဲ့တကားကြီးကဇောတိပါဠရဲ့တို့ဘုရားလောင်းတော်လာပြီးတော့ခေါ်တာမြတ်စွာဘုရားသဗ္ဗူအောင်ကတ္တဗဘုရားသဗ္ဗူအောင်မလိုက်ဘူးဘာဘုရားလဲမင်းတို့ဘုရားဘာသဗ္ဗညုတဉာဏ်လဲမလေးဒုက္ခရစရိယရင့်6ရက်နဲ့များဘုရားဖြစ်တယ်လို့ကြားဘူးပါဘူးဩသဗ္ဗညုတဉာဏ်ကြီးကိုစော်ကားမော်ကားလုပ်ခဲ့တဲ့ကံကြီးဟာပေသတ်တယ်ဥရဝေလတော်ကြီးတဲ့မှာဒုက္ခရစရိယကျင့်လိုက်ရတာ6နှစ်ကြာသွားတယ်ဘယ်နှစ်ကြာသွားလဲဒါကြောင့်မို့လို့စိန်သမာနပရိသတ်ကြားထဲလာပြီးတော့ဟောဒီဂေါရမဟာငါလင်ပဲရဲ့လို့အထင်လွဲစရာဆွဆွဲသမုံစိန်သမာနဆိုတဲ့မိမယုတ်ကြီးကိုလည်းပဲဆိုတာအောင်ရင်း8ပါးထဲမှာစိန်သမာနအောင်တော်မူခံဆိုတာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့မကြားဘူးလားကြည်သားမအောင်ရော်ချေးတောင်းတာများရှက်ဖို့သိကောင်းပြည်သားကြားထဲလာပြီးတော့ဒီပိုက်ကြီးယဟန်ခေါ်ရမနေနဲ့ငါနဲ့ရတာဒီပိုက်ပြဿနာဘလို့ရှင်းမလဲနဲ့တို့ဘုရားအလောင်းတော်ရစ်ထုတ်ကြီးဘဝမူမူယူယူနဲ့ပြည့်စင်ကာလတောက်တာမိုးမလင်းမှုတဲ့မိုးမလင်းခင်တောက်လာတာအဲ့ဒါပြည့်စေကဗုဒ္ဓတပန်းကကန္နာဝန္ဒနာတောင်ပေါ်ကကြွပြီးတော့အဲ့ဒါမြို့တဲကိုဗာရဏသီမြို့တဲကိုဆွမ်းကဝင်မလို့မြို့တကားမှာသင်္ကန်းယုံနေတာဝေလီဝေလေးမှောင်ကြီးဖြိုးပြလေးမိုးမလင်းတလင်းအချိန်လေးပေါ့ဘေးသားအဲ့ဒါဗာရဏသီမြို့တဲကိုဟင်းရွယ်တောင်းကြီးရွယ်ပြီးတော့ဒကမာကြီးတယောက်ကလည်းဈေးလာရောက်တာမနဲ့စောစောပြည့်စေကဗုဒ္ဓကဒီလမ်းမဘေးလေးရပ်ပြီးတော့သင်္ကန်းယုံနေတာဒကမာကြီးကအဲ့ဒီနာကစုံရဲ့တောင်းလေးချပြီးတော့အောက်ဆင်းသွားပြီးတော့အပေါ့သွားတာပေါ့သွားပြီးတော့ပြန်တက်လာတော့လုံကြီးလေးပါလေးပြင်ဝက်တာဒီပြည့်စေကဗုဒ္ဓကလည်းသူ့ဘာသူသင်္ကန်းကပန်းကျိုးတွေပါလေးပတ်ပြီးတော့ပြင်ဝက်တာအဲ့ဒါတို့ဘုရားအလောင်းတော်ဒီရစ်ထုတ်ကြီးကအမှုသမားကြီးကသူ့မျက်စိထဲဘာတွေမြင်လဲမသိဝိုးတော်ဝါဒတွေဟိုကတော့ကလည်းသင်္မိုင်ပြင်ဝက်နေတယ်ဟိုမိမကလည်းပဲထမိန်ပြင်ဝက်နေတယ်ဧကန္နတော့ဧကန္နပဲသူမှုမှုနဲ့ဘာတွေမြင်မှမသိအဲ့ဒါနောက်ကနေလိုက်သွားပြီးတော့ပရိသတ်ကြီးဘာလို့တလဲပြည့်စေကဗုဒ္ဓကိုတလန်းလုံးနောက်ကနေမိမနဲ့လိုက်ဆွဆွဲတာဟေးဆွမ်းမလောင်ရနဲ့ဒုတ်သီလာမရှိဘူးမလောင်နဲ့မျိုးပြင်းမှငါတွေ့ခဲ့တာတလန်းလုံးလျှောက်ပြောတာအဲ့ဒါပြည့်စေကဗုဒ္ဓကိုအဲ့ဒီလိုဆွဆွဲခဲ့တဲ့ကံဟာပရိသတ်ကြီးရော်ချေးလာတောင်းတော့ဖယားဖြစ်မှလာတောင်းတယ်ဘယ်တော့လာတောင်းလဲစိတ်သမာနလှုပ်ချက်ကတော့ပရိသတ်ကြီးအဲ့ဒါကိုဝန်ကြီးတက်သားပုံထူပြီးတော့ဒီမှာဒီကလေးဒီပိုက်ထဲမှာကိုဝန်ရှိတယ်အဲ့ဒါတော်ကတော့ပလင်မော်တက်ပြီးတော့တရားတွေဟောလို့ဘာဖြစ်လို့ကျမကိုပြစ်ထားသလဲတကယ်ဆိုလို့ရှိရင်ကိုတခါတကမတွေရှိတာပဲကောသလမင်းကြီးခေါ်ပြီးတော့ဒီဘိုက်ကိုအပ်ပေးပါလားအနာရဘိခေါ်ပြီးတော့အပ်ပေးပါလားဝိသခာကျောင်းမကြီးခေါ်ပြီးတော့အပ်ပေးပါလားရစရာမရှိအောင်လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့မြတ်စွာဘုရားကိုဆွဆွဲတယ်တဲ့ဒါကြောင့်တို့ဘုရားရော်ချေပေးခဲ့ရတာပရိသတ်တွေ12ခါဘယ်နှခါအဲ့ဒါကိုဝိဘတ်တော်12ပါးလို့ခေါ်တယ်ဘာလို့ခေါ်လဲဒါကြောင့်လေဒီပန္တိတာဆရာဦးမောင်ကြီးကဝိဘတ်တော်12ပါးနှိကုံးမှာဝိဘတ်ရောက်ရေးကြောက်သွေးတုံပွဲဖယားတော်လဲရှောင်လွဲမလွယ်တွေးကြုံမြဲမို့တဝဲလဲမလို့သေးဝကြွေးခက်လာတယ်ကျင်နာထောက်ထားသနာမျောခေါ်
ကုသိုလ်ပွားမှုအပြုကြနောနှိမ့်ဆက်ညင်ပံသယံပြချောရှောင်ခြင်းရေဝေကျွေးစင်ဖို့မျောသာနာထေယီဘိက္ခုနီမဩငါအမေကိုတတောင်းစားမလို့တခွန်ပြောခဲ့မိတာဟာခொနဘဝတိုင်တိုင်တတောင်းစားဘဝကိုရောက်ခဲ့ရတယ်အကုသို့အိမ်ငါတင်မိရင်ဘေးတတ်တဲ့ရော်ကြေးတောင်းတဲ့အခါမှာနစ်နစ်နာနာတောင်းပါတယ်ဒါကြောင့်ဆိုလိုက်စမ်းပါဘေးတတ်တဲ့ရော်ကြေးဆိုတာအပေရွာသေချာမှတ်လိုက်ပါရော်ကြေးဆိုတာအပေရွာသေချာမှတ်လိုက်ပါအိမ်ငါတင်လျင်အိမ်ရှင်ပေစိတ်တွင်ညင်နွမ်းမှာအိမ်ငါတင်လျင်အိမ်ရှင်ပေစိတ်တွင်ညင်နွမ်းမှာအိမ်ငါမတင်အိမ်ရှင်ပေစိတ်တွင်ကြည်လင်မှာအိမ်ငါမတင်အိမ်ရှင်ပေစိတ်တွင်ကြည်လင်မှာကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ငါတင်မိရင်တော့ပြေသတည်းစိတ်ညစ်ရတယ်ညစ်ရလားမညစ်ရဘူးလားအိမ်မှာဧည့်သည်ရောက်လာရောဧည့်သည်ရောက်လာတော့ဧည့်သည်ကလည်းမိုးချုံမှရောက်လာတော့မြို့ကဧည့်သည်ဆိုတော့ဘာမှကြွေးတရားမရှိတော့အိမ်ရှင်ကကမန်ကရံအိမ်အောက်ဆင်းသွားပြီးတော့စိတ်ကိုသတ်တာဘာကိုသတ်တာစိတ်ကိုသတ်ပြီးတော့အဲ့ဒါဧည့်သည်လည်းစိတ်သားဟင်းနဲ့ကြွေးသူလည်းစိတ်သားဟင်းနဲ့စားတေလဲတေကောပေးတတ်ရင်အဲ့ဒီစိတ်ရဲ့အမွေးအရှိအတွက်နဲ့အမျှဘဝတိုင်းအသက်ခံချင်းသွားတဲ့အခါမှာတောင်းနဲ့ရော်ချေးရနစ်နစ်နာနာကိုတောင်းတာအခုသာနာထေကြီးတဲ့ကြည်ဘုန်းကြီးပြောခဲ့တဲ့သာနာထေကြီးဝစီကံ၄ပါးထဲမှာမုဒ္ဒဝါရပိသုနာဝါစာဖရုဒဝါစာတမ္ပဖလာပဝါစာဝစီကံ၄ပါးဝစီကံဘယ်နှပါးလဲလိန်ပြောတာမုဒ္ဒဝါရဆိုတာဘာလဲပိသုနာဝါစာဆိုတာဂုံတိုက်တာတဲ့ဖရုဒဝါစာဆိုတာကြမ်းတမ်းတဲ့စကားတွေပြောတာဆဲတာဆိုတာဟဲ့တတောင်းစားမဟဲ့ခွေးမမပြောကောင်းဘူးပဲတဲ့အဲ့ဒါဆဲတာပဲတဲ့ဆဲတာပဲတဲ့တောင်းတဲ့အခါကျတော့နည်းနည်းနာနာတောင်းတယ်ဒါကြောင့်ပါဏာတိပါဒအကုသိုလ်ကံမလုံးနဲ့အဒိဏဒါနအကုသိုလ်ကံသူများပစ္စည်းမခိုးနဲ့ကာမေသူမိစ္ဆာစာရကံသူသားမယားကိုမစော်ကားနဲ့သူသားမယားစော်ကားဘာဖြစ်လဲသိရင်အပယ်သွားမယ်အပယ်ကလွတ်လာရင်ယောက်ျားမဟုတ်မိန်းမမဟုတ်ဘဝမျိုးကိုရောက်တတ်တယ်နောက်တခါဘယတတ္တေမုဒ္ဒဝါရဝစီကံ၄ပါးလောအောင်ထိန်သူရမေရယသေသေးရဲ့မတောင်းနဲ့ဘုရားပညာထားတာဥပဒေ၅ခုဥပဒေဘယ်နှခုအရက်တော့ရော်ကြီးတောင်းတော့နောင်ဘဝကြတော့ဘယတတ်လူဖြစ်လူယူခွေးဖြစ်ခွေးယူဟိုးတချို့ကြတော့ဟိုကွာတဲ့ရှေ့ပြဝါပြပဲတဲ့သိမူတာမဟုတ်ပါဘူးတဲ့ထမင်းစားရေတောက်ပါတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဟောတောက်ရှင်တဲ့အခါကျတော့အကြောင်းကပြတယ်မူးအောင်တောက်တဲ့လူကြတော့ပိယတရေတွတ်လဲအောင်ယူတယ်ခွေးဖြစ်ခွေးယူရော်ရှိတောင်းတာသူကဝက်ဖြစ်လဲဝက်ယူလူဖြစ်လဲလူယူတွတ်လဲအောင်ယူတာရှေ့ပြဝါပြတောက်တာတို့အပေါင်းအသင်းနဲ့တွေ့လို့တခါတလေတောက်တာတို့ကြတော့သူကအဲ့လိုသွက်လွယ်အောင်တော့မယူနောက်ဘဝကြတော့ရော်ချေးတောင်းတော့ဘယ်လိုတောင်းတော့ဆိုတော့ကြက်မပြေဘူးကြက်မပြေဘူးမွေးလာတဲ့ကမျက်လုံးကလည်းတစ်မျိုးပါးစပ်ကလည်းသရေကြီးကြလက်ကြီးကလည်းကိုယ်ကောက်ပြီးတော့ဘယ်လိုဖြစ်တယ်လဲမသိဘူးကြည့်ရတာမိဘကတော့ကိုသားသမီးလေးမွေးလာတဲ့ကချိနဲ့နဲ့မလို့တနာစရာကောင်းလိုက်တာငါသားလေး
အဲ့ဒါနဲ့ဘေရင်ဆရာသွားမေးနတ်ကတော့သွားမေးတော့ဘေရင်ဆရာတို့နတ်ကတော့တို့ကဘာပြောလိုက်လဲဘုရားတိုက်ကလာတာတဲ့ဘယ်ကလာတာတဲ့လဲဘယ်ကတိုက်ကလာမှာတော့တောက်လာတာဘာလို့လာတာလဲတောက်လာတာ तू ကမူးအောင်မတောက်တော့သွက်လဲအောင်တော့မယူဘူးအဲ့ဒါသာသင်လို့မရတကြမှမသိငါမူမှမသိဖြစ်ပုံကအဲ့ဒါရောရှိတောင်းရင်နစ်နာနာတောင်းတတ်တယ်နော်ကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ငါမတင်နဲ့လို့ကုသိုလ်အိမ်ပေါ်မှာဘာမတင်နဲ့တဲ့ဘုန်းကြီးကအခုတရားစခန်းလူငယ်တရားစခန်းပေါ့လူဆယ်တန်းသမုတ်ဝဲတွေဖြည့်ပြီးဘုန်းကြီးเจ้าမှာနှစ်တိုင်းဖွင့်တယ်ဘုန်းကြီးကလေးတွေကိုလက်တွေ့ပြဘုန်းကြီးတို့ပဲခူးမှာမိရထားကုန်းကျော်တရားကြီးရှိတယ်ပဲခူးမြို့အဲမိရထားကုန်းကျော်တရားကြီးရဲ့ပလက်ဖောင်းပေါ်မှာအရှုမကြီးတယောက်ပြေးတိုင်ဘုန်းကြီးတို့အခုလိုဆောင်းရင်းချမ်းလို့ခြုံတယ်တွေနဲ့ဟိုးခိုက်တုံးနေတာမလေးတက်ပင်အောက်အဲ့ဒီပလက်ဖောင်းပေါ်မှာဘာမှမပေါ့ငုတ်တုတ်ထားစားတော့ဘာလို့လဲပဲခူးစီးတဲ့သွားသူများပြစ်ထားတဲ့တရေသီးအပုတ်တွေကောက်စားဟိုးတရေသီးအပုတ်စားရင်နာတာစားရင်ဝန်းရောဂါဖြစ်တယ်တဲ့ဖြစ်သလားမဖြစ်ဘူးလားအမလေးအဲ့ဒီအယူမှတရေသီးအပုတ်တွေရင်နာတာတွေတစ်လုံးပြီးတစ်လုံးကောက်စားနေတာဖြစ်ပါတော့လားဟဲ့ဝန်းရောဂါမဖြစ်ဘူးဗျာကဲကံများကဒါကြောင့်ဘုန်းကြီးတို့ပြည်သားတော်ဘုန်းကြီးပြောမယ်တောင်မြို့မဟာကဏယုံဆိုတော်ဘုရားကြီးမိန်တော်မူတဲ့စကားတစ်ခုရှိတဲ့ဟဲ့လူမုံရင်မုံပေစေကံမမုံစေနဲ့ဗါတယ်လေပြောကြည့်စမ်းလူမုံနာဟာခြေသလုံးဖက်ပြီးတော့ကတော့ပွဲနဲ့သွားတောင်းပန်ရင်ကျင်နိုင်တယ်ကံမုံပြီဆိုရင်တရေသီးအပုတ်စားလည်းပဲမသိဘူးဗျာဝန်းရောကလည်းမဖြစ်ဘူးဗျာပလက်ဖောင်းပေါ်မှာစောင်းမပါချက်နှောင်းမပါပဲအိတ်လည်းပဲလေကမဖြတ်ဘူးဗျာအမလေးစောင်းနဲ့ချက်နှောင်းနဲ့ကြာကြာနာနာအိတ်လို့နွင်းထွေးနေတဲ့လူကမနဲ့ကြတော့အာရွဲ့နေလို့တဲ့ကဲဖြစ်ပုံကဟဲ့ဟိုမှာဖြစ်ပါလားစောင်းမပါဘူးချက်နှောင်းမပါဘူးပလက်ဖောင်းကိုဒီတိုင်းအိတ်နေတာကံကမုံထားတော့ဘေးသက်ရေအိုးကျမရေကိုထောင်ထောင်ကိုမြည်လို့အပုတ်စားလဲဝန်မသွားဘူးဗျာရင်နာသာစားလဲပဲဓာတ်မလျှော်ဘူးဗျာစောင်းမပါခြံအောင်မပါတမ္မန်တလင်းမောဒီတိုင်းအဲ့လေလေးမဖြတ်ဘူးဗျာကဲကံများမုံပြီဆိုတော့ဘေးသက်ရေလှဲ့ကိုမကြည့်တော့အေးဒါကြောင့်မို့လို့တောက်ရှင်တောက်မတောက်ရှင်နေကြော်ကြီးတောင်းကျင်တော့ဘုန်းကြီးတို့ပြေးတဲ့အဲ့ဒါနစ်နာနာတောင်းမဲ့တာတွေ့ထားပြီတော့လို့အိမ်ကြီးကကုသိုလ်အိမ်ကြီးနော်ဘာအိမ်ကြီးလဲကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ကတင်မိပြီဆိုရင်ဘေးသက်တရေရောချေပေးပါဒါကြောင့်မို့လို့ဆိုလိုက်စမ်းမှာအိမ်ငါနှင်ခြင်းကုသိုလ်ပင်နေ့စဉ်ပြုလုပ်ပါအိမ်ငါနှင်ခြင်းကုသိုလ်ပင်နေ့စဉ်ပြုလုပ်ပါယုတ်လဲကုသိုလ်စိတ်ကုသိုလ်လူလိုနေလိုက်ပါယုတ်လဲကုသိုလ်စိတ်ကုသိုလ်လူလိုနေလိုက်ပါအိမ်ရှင်အိမ်ငှားသတိထားဉာဏ်ပွားဆင်ခြင်းပါအိမ်ရှင်အိမ်ငှားသတိထားဉာဏ်ပွားဆင်ခြင်းပါအေးအဲ့ဒါပဲပိဋကတ်တွေကိုယ်ပိုင်ရုပ်ကကုသိုလ်ရုပ်ကုသိုလ်အိမ်ပေါ်မှာစိတ်ကလည်းပဲပိဋကတ်တွေကုသိုလ်စိတ်ပဲဖြစ်ပါစေ။ဘာစိတ်ပဲဖြစ်ပါစေ။အဲဒါကြောင့်ယုံလဲကုသိုလ်စိတ်ကုသိုလ်လူလိုနေလိုက်ပါတဲ့။လာတော့ငါလည်းကုသိုလ်နဲ့လာတာမလို့ပိဋကတ်တွေနေတော့လေကုသိုလ်နဲ့နေပ
ပြန်တော့လဲကုသိုလ်နဲ့ပြန်နေတော့လဲဘာနဲ့နေပြန်တော့လဲဘာနဲ့ပြန်ဒါကြောင့်မလို့ဆိုလိုက်စမ်းမှာကုသိုလ်ဖြင့်သာနေခဲ့ပါထူးတာလူဘဝကုသိုလ်ဖြင့်သာနေခဲ့ပါထူးတာလူဘဝကုသိုလ်ဖြင့်ပြန်စိတ်အာသံထူးပြန်လူဘဝကုသိုလ်ဖြင့်ပြန်စိတ်အာသံထူးပြန်လူဘဝအဲ့ဒါကြောင့်မို့လို့ကုသိုလ်အိမ်ကြီးပေါ်မှာအကုသိုလ်အိမ်ငါမတင်မိဖို့အရေးဘုန်းကြီးတို့ပြေးသားပေါင်းတော်တော်ကောင်းတို့ကိုရှေ့ပိုင်းမှာဥပမာလေးပေးပြီးတော့ဟောတဲ့တရားခေါင်းစဉ်ဗါတယ်လေမှတ်မိတယ်နော်အိမ်ရှင်ဆိုတာကိုပိုင်းတဲ့ကုသိုလ်အိမ်ကြီးအကုသိုလ်အိမ်ငါမတင်နဲ့တင်မိရင်ရော်ချေးပေးရမယ်တဘဝတည်းမဟုတ်ဘဝတည်းခြီးပြီးတော့တောင်းတာဟိုကြောက်စရာသိကောင်းတာဘေးသတည်းဒါကြောင့်မို့လို့ကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ငါတင်ပြီးလို့မဟာဗရုမငရဲမှာခံစားနေရတဲ့ယဟန်တော်တပါးအကြောင်းကိုပြောရမယ်ဆိုရင်ဧကံသမယံဘဂဝါသာဝုထိယံဝိရတိဇေတဝေနေအနာထပိန္တိကတ္တအာရမေဧကံသမယံခါရဝါစီတော်ကဘဂဝံဘုံ6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝုထိယံသာဝုထိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိန္တိကတ္တအနာထပိန်ဂုံသိမ့်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေးလျောပျော်ဝေရကောင်းအောင်ဆောင်းလို့၍လူရန်အပ်သောဇေတဝနေဇေတွန်ခေါ်ကြောင်းထိုက်တော်မှာဝိရတိယပဋ္ဌာလေးလီဖြင့်မြတ်ကြီးရှင်ပြုံးတဲ့သုံးကားစံပေတော်မူခဲ့ပါပေတည်းမြတ်စွာဘုရားတာဝတိပြည်ဇေတုံအကြောင်းမှာသတင်းသုံးနေတော့ကနေ့လေ12နာရီခွဲလောက်ရှိမယ်ထင်တယ်ပရိသတ်မြတ်စွာဘုရားခန္ဓာကိုယ်ဒီတိုက်တကားလေးစိတ်ထားတာအပြင်ကနေပြီးတော့ယဟန်တပါးရောက်လာပြီးတော့တောက်နဲ့တကားလာခောက်တယ်တို့ကြည့်တော့စိတ်ဆိုးမှန်ဆိုးနဲ့ဘွဲကဥကောကာလိကဘယ်သူတဲ့လဲခေါ်ရတာရှိပါတယ်ပရိသတ်ဒီနေ့ခေဘုန်းကြီးတွေအတူကောက်ခေါ်တယ်လို့ဥကောလို့ပဲခေါ်လိုက်တာဥကောကာလိကအဲ့ဒါဥကောရောက်လာပြီးတော့ဒုံငါလာခေါက်တော့မြတ်စွာဘုရားကချက်သားတကားစိတ်ထားတယ်တွန်းဝင်တယ်တကားစိတ်ထားတွန်းဝင်လာပြီးတော့မြတ်စွာဘုရားပေါက်စိမ်ပေါက်ဥချပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့မြတ်စွာဘုရားကသူပြောတာဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားသာရိပုတ္တရာနဲ့မောက္ကလန်တို့ဟာဘုရားကဘယ်လိုဖြစ်လာတာပါလဲတကယ်အက္ခမဟာသာဝကကြီးတွေဖယံပြီးရင်ပညာအရာမှာရှင်သာရိပုတ္တရာတကောအရာမှာရှင်မောက္ကလန်လက်ဝဲရန်လက်ရန်အက္ခမဟာသာဝကအစုံကိုပြည့်တဲ့ခေါ်လိုက်တာရင့်ရင်သေးသေးနဲ့အရှင်တော်ထဲမခေါ်ဘူးဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားသာရိပုတ္တရာနဲ့မောက္ကလန်တို့ကအလွန်ကိုလောဘကြီးတော်မူကြပါတယ်ဗျာလောဘရဲ့နောက်ကိုလိုက်တော်မူကြပါတယ်ဖယားသီလလည်းမရှိပါဘူးဖယားစကားသုံးခွန်းပရိသတ်စကားဘယ်နှခွန်းလဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဟဲ့မပြောနဲ့ချက်သားမပြောနဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ရဲ့သီလမြင့်မို့တောင်းတဲ့သားတယ်မြတ်စွာဘုရားကမင်းဘယ်လိုတွေဖြစ်လာသလဲဘာဖြစ်လို့အဲ့ကမဟာသာဝကကြီးနှစ်ပါးကိုမင်းဒီလိုတွေဆွဆွဲနေတယ်လေရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ရဲ့စိတ်ပေါ့မှမင်းကြည်ညိုလိုက်ပါမင်းစိတ်ကလေးကြည်ကြည်လင်းလင်းထားပါမြတ်စွာဘုရားကမရဘူးထပ်ပြောတယ်နှစ်ကြိမ်မြောက်တယ်ဘုရားတားတယ်မပြောဘူးလို့
3 ချိန်မြောက်ထပ်ပြောတယ်မြတ်စွာဘုရားကတားတယ်မပြောနဲ့ပြဿနာကဒီလိုပရိသတ်သူဘာဖြစ်လို့စိတ်ဆိုးလာတာလို့ဆိုရင်ကောကလိကမြို့ကောကလိကတထေးကျောင်းကြီးဆောက်ပြီးတော့လှူထားတာအဲ့ဒီကျောင်းမှာပရမတ်ကျောင်းနိုင်ဆရာတော်ကြီးရှိတယ်အဲ့ဒီကျောင်းနိုင်ဆရာတော်ကြီးတတ်တော်ထင်ရှားရှိစဉ်ကာလမှာဆရာတော်ကြီးကဝိပဿနာတရားအားထုတ်တယ်ဝိပဿနာတရားအားထုတ်ပြီးတော့ဆရာတော်ကြီးကအနာဂံတည်သွားတယ်အဲ့ဒီဆရာတော်ကြီးလက်ထက်မှာဒီဥကောကသူ့အဖေကတထေးကောကလိကတထေးအဲ့တော့သူ့အဖေဆောက်ထားတဲ့ကျောင်းမှာဒီဥကောကသာသနာတော်ဝင်ပြီးတော့သင်္ကန်းဝတ်တယ်အဲ့ဒီကျောင်းနိုင်ဆရာတော်ကြီးကသူ့ရဲ့ဥပ္ပစ္စေဆရာအဲ့ဒါကျောင်းနိုင်ဆရာတော်ကြီးပြန်တော်မူသွားတော့အဲ့ဒီကျောင်းကိုသူပိုင်လိုက်တယ်အဲ့ဒီကျောင်းကိုသူထိုင်လိုက်ရတယ်ကျောင်းတကာကလည်းသူ့အဖေပဲတထေးအဲ့သူ့ဥပ္ပစ္စေဆရာကြီးကအနာဂါမိမဲ့ညာဘုံညာရပြီးတော့အနာဂံတည်ပြီးတော့ပြန်တော်မူသွားတော့ဘယ်မှာသွားဖြစ်နေတော့ဆိုရင်ဗြဟ္မပြည်မှာဘယ်မှာသွားဖြစ်နေလဲသုဒ္ဓဝါဒ5 ဘုံထဲမှာအနာဂံဗြဟ္မာကြီးသွားဖြစ်နေတယ်တုရူတဲ့ဗြဟ္မာကြီးနာမည်ကအဲ့ဒါသူကဗြဟ္မာပြည်ရောက်နေတဲ့ဥပ္ပစ္စေဆရာကြီးကအဲ့ဒီဥကောနေတဲ့ကျောင်းကိုဝါဆိုခန္ဒီဝါဆိုလဇန်14 ရက်နေ့ရှင်သာရိပုတ္တရာနဲ့ရှင်မမောဂလန်တို့ကမြတ်စွာဘုရားထာမှာခွင့်တောင်းတယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ဒီတဝါတွင်တော့တောချောင်းတောင်ချောင်းဟိုးတောမှာသွားပြီးတော့နှစ်ပါးအေးချမ်းချမ်းနေပါရစေအောင်ဘုရားတန်ခါ900စီရှိတယ်ရှင်သာရိပုတ္တရာနောက်မှာတပည့်တန်ခါ900ရှိတယ်ရှင်မောဂလန်နောက်မှာတပည့်တန်ခါ900ရှိတယ်အဲ့ဒီတန်ခါ900စီကိုမြတ်စွာဘုရားထာမှာအပ်ခဲ့ပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်နှစ်ပါးကပရိသတ်အဲ့ဒါတကားတဲ့သပိတ်သင်္ကန်းတွေပြင်းပြီးတော့ဒီတဝါတွင်ဘဒုမှအတွေ့မခံဖလားသမားပါခဏခဏဝင်စားပြီးတော့ဖိုချမ်းသာနဲ့နေမလို့သွားရင်ကနေပြီးတော့ကောကလိကမြို့ကိုရောက်တော့ဒီမြို့တတိဥဒုအနေထားရေမြေတောတောင်သဘာဝအဖြစ်ဒီနေရာလေးတော့တို့တရားနှလုံးသွင်းလို့ကောက်နေဟဲ့ကဲကြောင်းရှာကြသူကြောင်းတွေ့တော့အဲ့ဒီဥကောကြောင်းရောက်သွားရောက်သွားတော့ကြောင်းနိုင်ဘုန်းကြီးရှင်မယားဥကောကလိကဓမ္မဗျာတပည့်တော်တို့သိလားသိပါတယ်ဗျာအရှင်ဘုရားကအရှင်သာရိပုတ္တရာအရှင်ဘုရားကရှင်မောဂလန်အက္ခသာဝကကြီးနှစ်ပါးပဲဗျာအေးဟုတ်တယ်ရှင်ဘုရားတို့ဘာကိစ္စတပည့်တော်ဒီမှာဝါဆိုပေးရစေကိုတော့ကျောင်းဘုန်းကြီးမို့လို့ပန်ကြားတာတင်မဆိုပါဗျာဆိုပါဗျာဆိုပါဗျာရမ်းမပြောနဲ့တပည့်တော်တို့ဂတိတောင်းကျင်တယ်ရှင်ဘုရားရှိကဘာတောင်းကျင်လဲပြောပါဗျာရှင်ဘုရားတပည့်တော်တို့ရောက်နေတယ်ဆိုတဲ့အကြောင်းကိုမြို့သူမြို့သားတွေကိုတယောက်မှအသိမပေးပါနဲ့ဘာဖြစ်လို့လဲဗျာဩမြို့သူမြို့သားတွေအသိပေးရင်မြတ်စွာဘုရားပြီးရင်ပညာအရာမှာဧရတဲ့ရထားတဲ့အရှင်သာရိပုတ္တကိုးရံမှာဧရတဲ့ရတဲ့ရှင်မောဂလန်ရောက်တယ်ဆိုရင်ဖူးခြင်းပဲတွေးခြင်းပဲလှူခြင်းနဲ့တန်းခြင်းနဲ့အဲ့ဒီတော့အဲ့ဒီတရားတော်မတွေလားတပည့်တော်တို့ကအလှူတွေခန်းစကားတွေပြောတရားတွေဟောနေတပည့်တော်တို့အလုပ်ပြတ်တဲ့ကိုတော်အဲ့တော့တပည့်တော်တို့တိတ်တိတ်ကလေးပဲနေခြင်းနဲ့ကိုတော်ရဲ့ဘယ်သူမှသတင်းမပို့ပါနဲ့နော်အဲ့ဒီဂတိတော်ပေးပါတယ်ဗျာအဲ့တော့ရှင်ဘုရားကိုမှီပြီးတော့တပည့်တော်တို့ချမ်းသာပါရစေတပည့်တော်တို့နှစ်ပါးကိုမှီပြီးတော့လည်းပဲအရှင်ဘုရားလည်းချမ်းသာပါစေမတိတာရှိတဲ့လာမေးဆိုပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကပရိသတ်အဲ့ဒီကျောင်းမှာတဝါဆိုတော်မူကြတယ်တဲ့ဥကောကလည်းပရိသတ်ပြောချင်နေတာဗဇက်ကိုရမ်းနေတာပဲရဟနာကြီးနှစ်ပါးကြွတော်မူလာတယ်ပြောချင်နေတာဒါနဲ့သူအောက်အင်းပြီးတော့ပေးတဲ့ဂတိတော့သူတီးအောင်နေတယ်တရင်ကျိုလဇန်14 ရက်နေ့ညနေကြတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကသူ့เจ้าလေးသွားပြီးတော့ခွင့်တောင်းတယ်မနေ့ပြန်ကတရင်ကျိုလာပြင်းနေ့ပဝါဒနာအမိတဝဋ္ဌိပြန်မယ်မနေ့စောစောပြန်မယ်ကိုတော့နှုတ်ဆက်ပါတယ်ကိုတော့ရဲ့ကျေးဇူးလည်းတင်ပါရဲ့ကိုတော့ကြောင့်တဝါတို့လုံးကိုတော့ပြုစုဆောက်ရှောက်လို့တပည့်တို့နေရတယ်ကိုတော့ဂတိလည်းတည်ပါရဲ့ပြန်တော့မယ်နော်မနေ့ကြရင်တင်ပါဗျာတင်ပါဗျာရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကျောင်းမော်ကိုတက်လဲတက်သွားတော့ဥကောကသင်္ကန်းလေးခေါင်းဆောင်ပြီးတော့ပြေးတယ်တခါတည်းမြို့ထဲချက်ချင်းသွားတာ
သွားပြီးတော့တိတ်တက်ရှင်ဘာသွားပြောလဲနင်တို့ဘာမှအလိုက်ကန်းဆိုမသိဘူးဟာဥစဉ်ဘာဖြစ်လာလဲဘာဖြစ်ရမှလဲငါเจ้าမှလက်ဝဲရန်လက်ရရန်အဲ့ကမဟာသဝကကြီးတွေကြွတော်မူနေတာတဝါတွင်လုံးငါပြောချင်တာဗဇက်ကိုရားနေတာပဲမပြောနဲ့ပြောလို့အောင့်နေရတာအခုမှအောင့်နိုင်တော့ဘူးလက်ပြင်ငါပြန်ကြွတော့မယ်အဲ့ဒါနင်တို့လှူစရာရှိတဲ့လှူဟဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကယဟန္တာတွေဘာတွေလဲယဟန္တာမှာလောဘရှိသလားဘာမှမရှိဘူးလောဘအဲ့တော့လောဘမရှိရင်မလိုချင်ဘူးလောဘမရှိရင်ဘာဖြစ်လဲမလိုချင်ရင်ထားခဲ့မယ်ဒီပစ္စည်းတွေထားခဲ့ရင်ငါပွားပြီဥက္ကောကြံကအဲ့ဒါပဲရေးတာသူပွားအောင်ကြံတာသူဘာဖြစ်အောင်ကြံတာလဲအဲ့ဒါပဲပဲအဲ့ဒါနဲ့လိုက်ပြောတော့တိမ်တက်ချင်းလျှောက်ပြောတာအဲ့တော့တရားဓမ္မတွေကချက်ချင်းတရားနဲ့ဆုံးချက်တဲ့လူကချက်သင်္ကန်းချုပ်တဲ့လူကချုပ်ဟာလှူရခဲ့တယ်ဟဲ့မလေးနောက်လာခြင်းမလာမှကြွားခြင်းမကြွားမှဆိုပြီးတော့အကုန်လုံးချက်ပြုတ်ပြီးတော့ဟေးမနေ့ကျရင်ငါနေတို့ကိုအစောကြီးလာခေါ်မယ်ဘုကောကဓမ္မဘုရားဆိုအကုန်လုံးစောင့်နေမနေ့4နိုင်ခွဲ9နိုင်လောက်ကြတော့သုံးနဲ့ဟိုရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့နဲ့ပြန်ကြွတော့မှာဟုတ်အဲ့ဒါမိအောင်ဆိုပြီးတော့အဲ့ဒီမှာသင်္ကန်းပန်းနေဆွမ်းပန်းနေအကုန်လုံးရွယ်ပြီးတော့ဘုရားသားကြီးလာကြရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်ကကျောင်းပေါ်ကအရှင်လေကားရင်းမှာဆောင်းတာဘာမှဆောင်းတာလေကားရင်းမှာဆောင်းတော့ဥကောကလျှောက်တယ်ရှင်ဘုရားတရားဒဂမတွေချီးမြှောက်သောအားဖြင့်အလှခံတော်မူပါဖေ။အလှခံတော်မူပါဖေ။ဆိုတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကဆင်ခြင်ပြီးတော့ကြည်တော်မူလိုက်တယ်။ဒီဥစ္စာဟာအခုတရားဓမ္မတွေယူလာတဲ့ပစ္စည်းကမအပ်စပ်ဘူးတဲ့။ဝိနည်းနဲ့မညီဘူးတဲ့။ဝိနည်းနဲ့မညီတဲ့ပစ္စည်းကိုလုံးဝလှူမခံဘူး။ဘာဖြစ်လို့ဝိနည်းနဲ့မညီတာတော့ဆိုတော့ပစ္စည်းလေးပါမဖိတ်ထားပဲနဲ့တရားဓမ္မရှိကဘာမှတောင်းခွင့်မရှိဘူး။အဲ့တော့သူကသွားပြီးတော့နှိုးဆော်ပြီးတော့တိုက်တွန်းပြီးတော့ရလာတဲ့ပစ္စည်းဆိုတော့ငါတို့လည်းမအပ်စပ်ဘူးသူလည်းပဲမအပ်စပ်ဘူးအဲ့တော့သာသနာတော်မှာမအပ်စပ်တဲ့ပစ္စည်းတွေကိုသုံးနေအလကားနေခြင်းအပတ်သိမ့်လိုက်မယ်အဲ့တော့ဒီပစ္စည်းတွေကိုငါတို့လည်းအလှမခံဘူးသူ့ကိုလည်းမပေးခဲ့ဘူးဆိုပြီးတော့အဲ့ဒီလိုဆုံးဖြတ်ချက်ချပြီးတော့ပြေးတိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကလှဲ့လည်းမကြည့်ဘူးအကတ်လည်းမခံဘူးဘာမှလည်းမပြောဘူးပြေးတိုင်းကျောင်းမောကထွက်သွားတယ်အဲ့တော့ဥကောသူဖြစ်ရှင်တာကအဲ့ဒီလိုမဟုတ်ဘူးအလူခံပြီးလို့ချင်းဥကောကိုတော်ယူထားလိုက်ကိုတော်ယူထားလိုက်သူဒါကိုသူကတည်းကဖြစ်ရှင်အဲ့ဒီလိုဖြစ်ရှင်တာကိုသူဖြစ်ရှင်တဲ့ပုံစံမဖြစ်တော့ဥကောဘာဖြစ်လဲပရိသတ်စဉ်းစားကြည့်ပေါ့ကိုဖြစ်ရှင်တာမဖြစ်တော့အဲ့ဒီရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ပုံစိတ်နာတယ်ဘာဖြစ်လဲဟိုတရားတော်မတွေကလည်းတို့လှူတာအလှမခံဘူးအလှမခံရင်နေပြီစီသူ့เจ้าလဲပေါ်တာပဲနောက်ကြုံမှလှူမယ်ဆိုပြီးတော့တရားတော်မတွေကလည်းအကုန်လုံးသင်္ကန်းတွေထီးတွေဖဏတ်တွေဆိုတွေအကုန်လုံးအိမ်ပြန်ယူသွားကြတယ်အဲ့ဒီမှာပို့ဒေါသဖြစ်တာအဲ့ဒီမှာပို့ဒေါသဖြစ်တာဒေါသဖြစ်တော့အဲ့ဒီဒေါသကကုသိုလ်လားအကုသိုလ်လားလောဘကရောကုသိုလ်လားအကုသိုလ်လားအိမ်ငှားတင်ပြီပြေးလိုက်ဘာတင်ပြီလဲအိမ်ငှားတင်ပြီးတော့အဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ပေါ်မှာပြေးလိုက်တော့မချစ်မနှက်ကိုဖြစ်သွားတယ်ဒင်းတို့မယူလဲငါပေးထားကြရင်ကောင်းတာငါလည်းမပေးထားခဲ့ဘူးဘာတစ်ခုမှလည်းမပြောဘူးတဝါတွင်လုံးငါကြောင်းနေပြီးတော့ငါကျွေးတာစားပြီးတော့ဟာပရိသတ်ရင်အဲ့ဒီမှာတခါတည်းစိတ်ထဲမှာဘယ်လိုဖြစ်တယ်လဲစိတ်နာလာတယ်တွေးလေစိတ်နာလေတွေးလေစိတ်နာလေဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒါလေးဆိုကြည့်စမ်းပါယုတ်ဤအနာစိတ်အနာအနာနှမျိုးရှိယုတ်ဤအနာစိတ်အနာအနာနှမျိုးရှိယုတ်ဤအနာပြောက်လွယ်ပါ
စိတ်နာပြောက်ရန်ခက်ခဲဤယုတ်ဤအနာပြောက်လွယ်ပါစိတ်နာပြောက်ရန်ခက်ခဲဤအနာဘယ်နှမျိုးရှိဘာအနာနဲ့ဘာအနာအိုးလက်ညှိုးမှာအနာလေးပေါက်တယ်ဆရာဝန်သွားပြတွန့်ကျင်တဲ့သမားတော်သွားပြဆရာကျွန်တော်လည်းကျမလည်းအနာလေးပေါ်တော့ဟောဒီဆေးလေးထိုးလိုက်ဟောဒီဆေးလေးလိမ့်လိုက်ဟောဒီလိုလေးပတ်တီးလေးစီးလိုက်5 6ရက်နေပျောက်ယုတ်ဤအနာစိတ်အနာနှမျိုးရှိယုတ်ဤအနာပျောက်လွယ်ပါစိတ်နာပျောက်ရန်ခက်ခဲဤစိတ်ထဲမှာနာနေတဲ့အနာဟာတော်တော်နဲ့မပြောက်ဘူးဘိသတ္တေတချို့ဒကမာကြီးတွေဒကာကြီးတွေကိုယ်သဘောမတူတဲ့အမျိုးသားနဲ့ကိုယ်သဘောမတူတဲ့အမျိုးသမီးနဲ့ကိုယ်သားနဲ့သဘောမတူတဲ့အမျိုးသမီးနဲ့ကိုယ်သမီးနဲ့သဘောမတူတဲ့အမျိုးသားနဲ့လိုက်ပြေးရင်ဘာပြောလဲတစ်သက်လုံးမလာခဲ့နဲ့ဟင်စိတ်နာတာဘာဖြစ်တာလဲဘုရားမိဘမျက်နှာအိုးမဲ့သုတ်တယ်တချို့များလေသေတဲ့ထိခေါ်မသွားတော့ဘာသာကလည်းပွားစီနေပြောတယ်ငါတို့လူကြီးတွေကလက်နဲ့ရေးနေတော့က6 ထောင်နဲ့ဖြက်မိဘမျက်နှာအိုးမဲ့သုတ်တယ်တစ်သက်လုံးငါအိမ်ရိတ်တောင်လာမနေနဲ့ငါသေလဲနေမလာနဲ့နင်သေလဲငါမလာဘူးပြောသလားမပြောဘူးလားအဲ့ဒါဘာနာနေတာလဲဒီတိုင်းပဲပြေးတယ်ချုပ်များနာတာတစ်သက်လုံးခေါ်ခေါ်သေတိခေါ်မသွားဘူးတဲ့ဒါကြောင့်ယောဂီအနာစိတ်အနာအနာနှမျိုးရှိယောဂီအနာပြောက်လွယ်ပါစိတ်နာပြောက်ရန်ခက်ခဲဤနာနေတဲ့စိတ်ဥကောလေးညာအိတ်လည်းမပြောဘူးတဲ့ဘုရားတိုင်ဝါတိတိလေးရခံနေလေးမှဒီလိုဖြစ်သွားတာဒီကိုယ်တော်ကြီးတွေမကောင်းလို့နဲ့ဒါနဲ့တို့တော်ပြောဆိုဘုရားတတရဲ့ရှင်သာရိပုတ္တရှင်မောက္ကလန်တို့ဇေတဝန်ရွှေเจ้าတော်ပြန်ရောက်သွားတော့မြတ်စွာဘုရားကဟဲ့သာရိပုတ္တရာတို့မောက္ကလန်တို့မင်းတို့တပည့်900စီကဲခေါ်သွားကြသွားတပည့်တွေခေါ်ပြီးတော့သွားတမျိုးဝင်တရွာထွက်စရထဘေခဝေစာရိကံဘဟုဇနာဟိတာယဘဟုဇနာဒုက္ခယမြို့တကလှည့်ပြီးတော့တရားဟောကြဒကာတော်မတွေလိုက်ပြီးတော့ချီးမြှောက်ကြဆိုပြီးအဲ့ဒါရှင်သာရိပုတ္တရာကတပည့်900ရှင်မောက္ကလန်ကတပည့်900ပေါင်းပြီးတော့တန်ခါ1000ဥဆောင်လို့ဘေသတ္တေအဲ့ကမှာသာဝကကြီး2ပါးတို့သည်တရွာဝင်တရွာထွက်တရားတွေဟောဆွန်နေကတ္တအလှခံတန်ခါပြိဿနဲ့ကြွသွားတယ်ကောကာလီကမြို့မရောက်ခင်နီးလေးဟိုဘက်ရွာကိုရောက်ကောကာလီကမြို့ကလူတွေအဲ့ဒီရွာသွားတော့ဟာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်သံဃာ1000ဥဆောင်ပြီးတော့ဓမ္မဒုတဒေသဆိုင်ရင်ခရီးကြွတော်မူလာတယ်ဟိုဘက်ရွာရောက်နေတယ်တို့ရွာလာမှာအစဉ်တိုင်းကြွတော်မူလာတာဟာကမ္မကရံပြန်ပြီးတော့ပြေးတတ်တယ်တရွာလုံးနှိုးစောတိုက်တွန်းတော့ရွာလည်းကောင်းမြို့လည်းကောင်းမှာမတ်တကြီးထိုးသံဃာရှင်တွေဆောက်သံဃာ1000သာဆွန်နေချက်သင်္ကန်းတွေခါစီစဉ်နေလောက်ကြအောင်ကြွလာရွာထိပ်ကနေသွားကြုံရွာထိပ်ကနေသွားကြုံပြီးတော့မနတ်တဲ့ပင်ဆုံးကကဲဘယ်သူမှတိုက်တွန်းလို့မဟုတ်ဘူးသူတရံတရားနဲ့သူဆိုတော့ဒါအဆတ်တော်ဆရာတော်ကြီး2ပါးကလည်းအလှခံတော်မူတယ်ဆရာတော်ကြီး2ပါးကိုရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကိုပရိက္ခရာ10ပါးအစုံတစ်ပါးတစ်စုံစီလှူတယ်တန်ခါတစ်ပါးကိုတန်ခါ1000ကိုတစ်ပါးသင်္ကန်းတစ်စုံစီလှူတယ်ဆုံးကတ်တယ်အဲ့ဒီမှာတန်ခါ1000ဆုံးကတ်တယ်ပွဲကြီးအဲ့ဒီသတင်းကိုဘုရားသားရေဥကောကြတော့ဟာအဲ့ဒီမှာတခါတည်းသုတ်နဲ့ကျောင်းကနေပြေးလာပြီးတော့မတ်တထဲမှာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကိုလက်ညှိုးငေါက်ထိုးလို့ဘုရားသားတဲ့ရေအဲ့ဒီမှာကိုတော်တို့ဘာလာပြန်လို့တယ်ဒီရွာကိုစောတုန်းကတော့လောဘပဲမရှိတော့သလိုလိုကိလေသာအသောခွာလျောပဲကုန်နေသလိုလိုဟိုဟာလူလဲအလှမခံလှဲ့တော်မကြည့်ဘူးအောင်မလေးအခုတော့လဲနောက်ကပရိသတ်တွေပါခေါ်လာပြီးတော့ဒီမျိုးမှလာပြီးတော့ဒီလိုအလှခံစားရတာအံ့ပါရဲ့
တော်တော်လောဘကြီးတဲ့ကိုတော်တွေအကုသိုလ်အိမ်ငါတင်းပြီးပရိသတ်တွေရဟန္တာကြီးနှစ်ပါးစိတ်နေတော်မူတယ်တခွန်းမှပြန်မပြောဘူးစိတ်တော်တဲ့တော့အောင်းဝင်လိုက်တယ်ဩငါတို့ကိုအမိပြုပြီးတော့ဒီကိုတော်တော့အကုသိုလ်ဖြစ်ပြီဒီမှာကြာနေရင်ဒီတဲ့အကုသိုလ်တရားတွေတိုးပွားလာလိမ့်မယ်ပြန်ကြစို့သံဃာတထောင်တန်းစီပြီးတော့ပြေးတာအဲ့ဒါမြို့အရှိဘက်တကားကဝင်လာတာအနောက်ဘက်တကားကနေပြန်ထွက်တော်မူသွားရရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အနောက်ဘက်တကားကထွက်လဲထွက်ကောပရိသတ်ရဲ့အဲ့ဒီဥကောကဘယ်ကိုသွားလဲမြတ်စွာဘုရားကျောင်းတော်ကိုနေပူကျဲတဲ့ကြီး12နာရီကိုတစ်ချက်လောက်ရှိမယ်ထင်တယ်သုံးနဲ့ဇေတဝန်ကျောင်းသွားပြီးတော့သူကမြတ်စွာဘုရားကိုဥအောင်သွားတိုင်တာအဲ့ဒါအဲ့ဒါပြီးတော့ရှင်သာရိပုတ္တရာမကောင်းကြောင်ပြောတယ်ရှင်မောက္ကလန်မကောင်းကြောင်ပြောမြတ်စွာဘုရားကမပြောနဲ့ရှစ်သားမပြောနဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ပေါ်မှာရှစ်သားမင်းစိတ်ကလေးကြီးလင်းထားမရဘူးပရိသတ်ကြီးသုံးခွန်းတီးပြောတော့ဘုရားလည်းနောက်ထပ်သူ့ဘာမှမပြောတော့သူဘုရားကမကျင်တော့ဘူးဘုရားကမျက်နှာလိုက်သူတာဝကတွေဘက်ကပြောတော့ငါမပြောနဲ့တာဘုရားကိုတော့သူဝစီကံနဲ့မပြတ်မှာမနောကံနဲ့ဘုရားကိုသိမကြည့်ဘူးအဲ့ဒါဘုရားလည်းသူဘာမှမပြောတော့သူအဖက်လုပ်ပြီးတဲ့ကားမပြောတော့မပြောနေဟဆိုပြီးတော့ဘုရားကျောင်းကသူထွက်ဘုရားကျောင်းကထွက်လဲထွက်ကောပြင်းတယ်ဘယ်လိုဖြစ်လာတော့လို့ဆိုတော့ခန္ဓာကိုယ်မှာမိတ်ဖူလေးတွေဘူလေးတွေပေါက်လာရာတော့ကောက်တာဩနေဘူးကြီးတဲ့လာလို့ငါမိတ်တွေရတယ်ထင်တယ်ကြောကရလိုက်ကုတ်လိုက်လက်ကရလိုက်ကုတ်လိုက်ခြေထောက်ကရလိုက်ကုတ်လိုက်ကုတ်ရင်နဲ့အဲ့ဒီမိတ်ဖူလောက်ရှိတဲ့အဖူလေးတွေကပရိသတ်ဘယ်လောက်ဖြစ်တာပဲစီလောက်ဖြစ်တာဟောဘာဖြစ်တာပါလဲဘာဖြစ်တာပါလဲကုတ်ရင်နဲ့ပရိသတ်တာမယာသီးလောက်ဖြစ်ကုတ်ရင်နဲ့အုပ်ရှိသီးမဲ့လောက်ဖြစ်တယ်အချစရာမရှိအောင်တကိုယ်လုံးမှာအဲ့လိုဖြစ်လာပြီးတော့အဲ့ဒီမှာတခါတည်းဒီဥစ္စာကြီးတွေကအရှိတွေလဲပြီးတော့ဖောင်းဆိုပေါက်ထွက်ဟာကြောက်စရာကောင်းလိုက်တာဘေးသားကြီးအဲ့ဒါနဲ့မှပြည့်လဲသူလမ်းမလျှောက်နိုင်တော့သွားရင်နဲ့ဘယ်ရောက်သွားလဲဇေတဝန်ကြောင်းမုတ်တကားဝါနာရောက်တော့လုံးဝမသွားနိုင်နဲ့အဲ့ဒီမှာတုံးလုံးပြည့်လဲပြီးတော့အမလေးဟောတွေ့တယ်ဦးစင်းတွေကိုရင်နေသွားမကြည့်ဘူးလှဲ့ကိုမကြည့်ဘူးသူ့အပြည့်နဲ့သူခံမရနိုင်ဘူးအဲ့ဒါနဲ့ဇေတဝန်ကြောင့်မုတ်တကားဘေးအုတ်တိုင်းထားတယ်မှာအဲ့ဒီလိုအော်ဟိညင်းညူနေတဲ့အတန်ကိုဘယ်သူကကြားတော့ဆိုတော့ညနေကလည်းမိုးချုပ်သွားပြီလေ6 နာရီလောက်ရှိမယ်ပေါ့အဲ့ဒါသဝဋ္ဌိမြို့သူမြို့သားတွေကရှီမိပန်းနသားတွေလည်းဆွဲပြီးတော့မြတ်စွာဘုရားဓမ္မသဘင်တရားပွဲလာပြီးတော့တရားနာလာကြတော့ဟဲ့မုတ်ဝါနာညီးတန်ကြတဲ့ဘယ်သူတော့ဒကမာကြီးတွေကဆက်ဆုသူတို့ကသွားကြည့်တာသွားကြည့်တော့ဟိုမှာလဲနေတာတွေ့တော့ကိုရင်လေးတို့ဦးစင်းတို့ဒီမှာဦးစင်းတစ်ပါးလဲနေတယ်လေဒကမာကြီးအနာမကန်နဲ့ဘာဖြစ်လို့လဲအခါနန်းနေဟုတ်တယ်သွေးပုတ်ပြီးပုတ်တွေထွက်ပြီးတော့ပြရတာအရှင်လက်အကုသိုလ်ကံများကြောက်เสียကောင်းပေါ့အဲ့ဒါဘယ်လိုဖြစ်တာတုံးဆိုတော့ဒီလိုပေါ့ဗျာတို့ပြောလိုက်ကြပါစို့အဲ့တော့ကိုရင်လေးတွေဦးစင်းတွေကပြောဒါဆိုဒီကိုတော့ဗတနာเสียကောင်းလို့လဲဘယ်နဲ့ဖြစ်မှာပေါ့တကယ်အက္ခမဟာသဝကကြီးတွေကိုစော်ကားတာဖြစ်မှာပေါ့နာလိုက်တာသွီးဒကမာကြီးတွေကတယောက်ကလာကြည့်လဲဂျွန်စရာကောင်းလိုက်တာသွီးနဲ့ဆိုတော့အဲ့ဒီဇေတဝန်ကျောင်းမုတ်တကားမှာစောင့်နေတဲ့နတ်ရှိတဲ့ပရိသတ်သူမနနတ်သားတဲ့ဘာနတ်သားတဲ့လဲသူမနနတ်သားကဘယ်နဲ့ငါမုတ်တကားဝအောက်ထွီးနဲ့ဘာတွေဖြစ်နေပါလဲကြည့်တော့ဟိုကိုတော်ရှိကအနတ်နေထွက်ပြီးတော့ဘယ်နဲ့အပုပ်ရည်တွေထွက်နေတာအော်နေတာဒီကိုတော့သာရိပုတ္တရာရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကိုစော်ကားတဲ့ကိုတော်ပဲသွေးနတ်ကလည်းအဲ့ဒါနဲ့ပရိသတ်ရဲ့တော်ဆောင်နာတောင်ဆောင်နာမြို့ဆောင်နာသတုမာရိတာဝရိဏယာမတုသီတာအဲ့ဒီတိအောင်ကိုဒီတထွေတဲ့အသံတွေကကြားတော့ဗြဟ္မပစ္စည်းတက်သွားတယ်ဗြဟ္မပစ္စည်းတက်သွားတော့ဗြဟ္မကြီးကဘာတွေဖြစ်နေတာလဲလူပြည်မှာတထွေနဲ့နတ်တွေလည်းတထွေနဲ့ဘယ်လိုပါလိမ့်ဆိုတော့ကြည့်လိုက်တော့ငါတပည့်မောင်ကောရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကို
လက်ညှိုးငေါငေါထိုးပြီးတော့ကာယကံနဲ့လည်းပြမထားတယ်မနောကံနဲ့လည်းပဲပြမထားတယ်ဝစီကံနဲ့လည်းပြမထားတယ်ပိဋကရဲ့ကံဘယ်နှမျိုးလဲဒါကြောင့်ဆိုလိုက်စမ်းမှာမကောင်းနာကိုကြံဝစီသံနှုံမြဲကြကမကောင်းစကားထွက်ခဲ့ပြန်ကိုဟံမူရာတကယ်လို့တော့မကောင်းအလုံးပေါ်လာမှန်ဤသုံးတန်လူမိုက်တရားကိုနေလားငါလားရှောင်ရှားသင်ပေပြန်မကောင်းနာကိုကြံဝစီသံနှုံမြဲကြကမကောင်းစကားထွက်ခဲ့ပြန်ကိုဟံမူရာတကယ်လို့တော့မကောင်းအလို့ပေါ်လာမှန်ဤသုံးတန်လူမိုက်တရားကိုနေလားငါလားရှောင်ရှားသင်ပေပြန်မဖြစ်တော့ဘူးငါသွားမှာပဲဆိုပြီးတော့ဥပိ္ပဇေဆရာတုရုဗြဟ္မာကြီးကပရိသတ်တရေတပည့်ကိုတဏှာလွန်လို့မေတ္တာစိတ်ကရုဏာစိတ်နဲ့ဆင်လာတယ်ဒီအသက်မသေးသေးဘူးမသေးခင်တောင်းမှလိုက်ရင်ကြည်အေးလိုက်ရင်ရှင်သာရိပုတ္တရှင်မောဂလန်တို့ဆိုတာယဟန္တာကြီးတွေခွင့်လွတ်တော်မူမှာဒါကိုစောက်ပြီးတော့ဟိုကချက်ချင်းဆင်းလာတာပရိသတ်ဆင်းလာပြီးတော့အဲ့ဒီမှာတခါတည်းမုတ်တကောင်းကကိုထင်ရှားပြတော့အယောင်နေပြပြနဲ့လက်လာတဲ့အခါကျတော့မျက်လုံးလေးဖွင့်ကြည့်တယ်လေသံလေးနဲ့သင်ဘသူလဲတဲ့အဲ့တော့ဥပိ္ပဇေဆရာကြီးကပြောတယ်ငါတုရုဗြဟ္မာပဲဘာကိစ္စလာလဲဆိုရင်မင်းရဲ့ဆရာမို့လို့မင်းငါလာပြီးတော့ဆုံးမတာဘယ်သူလဲပြောကောကာလီကမြို့မှာကျောင်းနိုင်ဘုန်းကြီးမင်းသိတယ်မသိအေးအဲ့ဒါမင်းဥပိ္ပဇေဆရာငါပဲအခုငါဗြဟ္မာပြည်မှာဗြဟ္မာဖြစ်နေတဲ့တုရုဗြဟ္မာဆရာဘာလာလုပ်တယ်လဲမင်းရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ဘုံမှာကာယကလက်ညှိုးငေါထိုးပြီးတော့မင်းပြောတာဆိုတာလည်းရှိတယ်ဝစီကံနဲ့လည်းမင်းအလိတိဒုတ်တိလာလောဘကြီးတဲ့ကိုတော်ကြီးတွေနဲ့မယဟန္တာကြီးတွေကိုမင်းဝစီကံနဲ့လည်းပြမထားတာရှိတယ်မနောကံနဲ့လည်းပဲရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့မှာမင်းစိတ်ကောက်နေတယ်မင်းစိတ်နာနေတယ်မို့လားတောင်းမှလိုက်ဆိုတော့လူမိုက်ခါပြေးတိုက်မိုက်ပြီးမိုက်ရင်တပည့်နဲ့ဆရာဆိုတာတဲ့တင်းဟာငါရဲ့ဆရာမှန်ရင်ငါဘက်ကပဲလိုက်ရမယ်တဲ့ငါမှန်တယ်ငါမမှားဘူးတဲ့အဲ့တော့ငါဘက်ကမလိုက်ဖဲနဲ့အရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကိုတောင်းပန်ဖို့လို့လာပြောတာဆိုရင်တော့သင်္ခါပြမမဖြစ်နိုင်ဘူးတဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ရဲ့တခါပိတ်တာကြီးပဲဖြစ်လိမ့်မယ်တဲ့ကြီးစမ်းဆရာသမားကိုပါပရိသတ်ထပ်ပြီးတော့အဲ့ဒီမှာဘာလို့ပြောလဲပိတ်တာလို့ပြောတာဘာလို့ပြောလဲကြီးစမ်းအဲ့ဒါနဲ့တုရုဗြဟ္မာကြီးကဂိုင်းမတတ်နိုင်ဘူးနင်းတိုင်းနဲ့နေကံနေပြီတော့ကိုရောင်ကိုပါသိမ့်ပြီးတော့ပြေးတဲ့ဗြဟ္မပြည်ပြန်တဲ့ဥပိ္ပဇေဆရာဖြစ်တော်မူတဲ့တုရုဗြဟ္မာကြီးဗြဟ္မပြည်ပြန်လဲရောက်သွားရောအမလေးအပါလေးနဲ့အော်ပြီးတော့ပြေးတတ်တယ်ရေအဲ့ဒီမှာဥကောကာလိကသည်တဲ့ပြန်တော်မူပါတယ်ပြန်တယ်ဆိုတာရပ်ပင်းနဲ့ပြန်တာကကောင်းကင်ကိုပြန်တာနတ်ပြည်ကိုပြန်တာရရဲ့နဲ့ပြန်တာကအပေကိုပြန်သွားတာဘယ်ကိုပြန်သွားတာဒါကြောင့်အထုပ်ကိုစီပိုက်ခါချီလာလန်းစီတို့ပြန်ကြပြီမလုံးတလုံးကိုဝခြုံပဲပုံဝလို့သွားပါမယ်နေဘူးမိုးရွာထိမပါကြီးစွာဒုက္ခကြုံတော့မယ်မိုးချုံလာပြီးခရီးသည်ပဲစီဝင်လို့အိပ်ပါမယ်သွားပြီဘေးသားတည်းသူလှုပ်တဲ့ကံကအကုသိုလ်အိမ်က
ကုသိုလ်အိမ်ပေါ်မှာတင်ပြီးတော့တေလဲတေရောမဟာဗထုမှငရဲမှာခံနေရတယ်တဲ့ရုပ်ပြက်ဆင်းပြက်ကိုဖြစ်သွားတာပဲမိသားကြီးဒါကြောင့်အိမ်ငါတင်ပြီးအိမ်ငါကဒီအိမ်ပေါ်မှာရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးသူပစ္စည်းမှမဟုတ်ဘဲနဲ့ကိုမိခလုတ်တွေဖြက်စီးရေပိုက်ခေါင်းတွေချိုးပေါ်လင်တင်ထားတဲ့ကြမ်းတွေဆောက်ဆွဲအချင်းဟာတွေထင်ရုပ်ပါပြက်သွားတာအေးဒါကြောင့်မို့လို့အလုံးတရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုဒီနေ့ညဘုန်းကြီးတို့ခေါ်သွားတဲ့တရားအိမ်ရှင်အိမ်ငါတတိထားတဲ့မတရားလဲအေးကုသိုလ်အိမ်ပေါ်မှာအကုသိုလ်အိမ်ငါမတင်မိစေနဲ့တင်မိရင်ဘေးသတ်တဲ့ရော်ရှိတောင်းမယ်မလုံးမဲတဲ့လေရော်ရှိတောင်းရင်နစ်နစ်နာနာပေးရပါတယ်အဲ့ဒါဒီတရားရဲ့အနှစ်ကိုချုပ်လိုက်ရင်အဲ့ဒါပါပဲလို့အဲ့တော့ရုပ်ကယဟန်ရုပ်သာသနာဝန်ထမ်းရှင်ယဟန်ဖြစ်ပါလျက်နဲ့မိမိရဲ့ကုသိုလ်အဆောက်အုံတန်ဖိုးကြီးစွာရထားတဲ့အိမ်ကြီးတစ်လုံးပေါ်မှာဘာမဟုတ်တဲ့လောဘအကုသိုလ်ဒေါသအကုသိုလ်အာဃာရအကုသိုလ်ကာယကံနဲ့ပြစ်မှားယဟနာကြီးတွေကိုဝစီကံနဲ့ပြစ်မှားမနောကံနဲ့ပြစ်မှားရင်ပရိသတ်တွေအဲ့ဒါခံရပါလိမ့်မယ်လို့ဒါကြောင့်ဆိုလိုက်စမ်းမှာကောင်းတာကိုကြံဝစီသနှုံမြဲကြကအကောင်းစကားထွက်ခဲ့ပြန်ကိုဟံမူရတကယ်လို့တော့အကောင်းအလုံးပေါ်လာမှန်ဤသုံးတန်သူတော်တရားကိုနေလာငါလာကြိုးစားသင့်ပေပြန်ကောင်းတာကိုကြံဝစီသနှုံမြဲကြကအကောင်းစကားထွက်ခဲ့ပြန်ကိုဟံမူရတကယ်လို့တော့အကောင်းအလုံးပေါ်လာမှန်ဤသုံးတန်သူတော်တရားကိုနေလာငါလာကြိုးစားသင့်ပေပြန်ဒါကြောင့်ကာယကံမှာလည်းကောင်းတာတွေပဲဖြစ်ပါစေဝစီကံမှာလည်းကောင်းတာတွေပဲဖြစ်ပါစေမနောကံမှာလည်းကောင်းတာတွေပဲဖြစ်ပါစေကောင်းသောအလုပ်ကိုလုပ်ပြီးတော့ယုံလဲကုသိုလ်စိတ်ကုသိုလ်ဆိုတဲ့အတိုင်းအဲ့ဒါကုသိုလ်တရားတွေနဲ့ပျော်မွေ့နိုင်ကြပါစေလို့ဆိုတဲ့ဒီမေတ္တာဒီစေတနာဖြင့်ဒီနေ့ညဟောသောကောကလီကတရားဒေသနာတနည်းပြောရင်အိမ်ရှင်အိမ်ငါသတိထားလို့အမည်ပေးထားတဲ့တရားပြီးပါပြီလို့ဟုတ်ပြီလားဘေးသားရေအဲ့ဒါဒီတရားကိုနာကြားပြီးတော့အကုသိုလ်တရားတွေဖဲကြကုသိုလ်တရားတွေကြိုးစားနိုင်ကြပါစေဒါကြောင့်ဒေသိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆဘာတိတောဒေနသဗေဒုက္ခယံတုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနအရန္တစုတယံဘူခိုင်းတုနိုင်မမြင်ခောရမဘုရားရှင်သည်အခိစ္ဆဘာတိတောထံကရိုင်းဘယပြပြသာသန်ထိကရွတ်ဆိုရဟောကြားအပ်သောအယံဓမ္မောကောကလိကသုတ်တံလိုခေါ်ဆိုအပ်တဲ့အိမ်ရှင်အိမ်ငါသတိထားလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယံငါသည်ဒေတိတော်1380ခုနတ်တော်လမ်းပြေကျော်4ရက်နေ့ဟင်္သဒမြို့သာသနာဗိမာန်၌မစ္စည်းမကျဲစဉ်ဓမ္မဒါနသဘင်ပွဲဆင်နွဲကနေကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့စီပုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်သဗ္ဗေကျွဲ့မဲ့ဥတုံအလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနော
မိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်တည်းအဖျားဖျားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာသနာတော်နှစ်2553ခုကောဇာတက္ကရာ1382ခုခရစ်နှစ်2009ခုနှစ်မြစည်းမကျင်းစီမင်္ဂလာဓမ္မသဘင်ဒုတိယညတွင်ကြောက်တော်မူလာကြကုန်သောဓမ္မချစ်ခင်သူတော်စင်ပေါင်းတို့၏စုပေါင်းထူထမ်းသောဓမ္မပူဇာလူတော်ငွေမှာ3,400,9,200 ကျပ်တိတိဖြစ်ပါတယ်ပထမညနဲ့ဒုတိယညစုစုပေါင်း6,5,9,900 ကျပ်တိတိဖြစ်ပါတယ်၎င်းဓမ္မလူတော်ပူဇာလူတော်ငွေများကိုဓမ္မခုံမင်းသူတော်စင်ပေါင်းတို့၏ကိုစားဟင်္သာရမြို့နယ်အေချမ်းသာရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူးဥက္ကမောင်တင်မှလူတန်းပေးပါရန်နှင့်ဆရာတော်ဤကပ္ပိယဖြင့်တရားပွဲမှတည်လို့ရှင်ဦးစိုးမြင့်မှလက်ခံရယူပေးပါရန်လေးစားစွာဖြင့်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာသာဓုသာဓုသာဓုဆရာတော်ရှင်သူမြတ်ဗျာယနေ့ညနဲ့မနေ့ညနှစ်ညတပည့်တော်တို့စုပေါင်းလူတန်းကြတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုအလုံးပဲလိုက်ဆိုပေးလိုက်ပါဣဒံမေပုံညာဣဒံမေပုံညာနိဗ္ဗာနတ္တနိဗ္ဗာနတ္တပစ္စယောပစ္စယောဟောတုရှင်ဖယားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်10ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောက်တည်ပြီးလျင်1300 81ခုနတော်လပြည့်ကျော်3ရက်4ရက်နှစ်ညတိုင်းမစ္စည်းမကျဲစဉ်ဓမ္မသဘင်တရားပွဲတော်ကြီးကိုဆင်ရင်ကျင့်ပါကြပါကုန်၏ရှင်ဖယားထိုတရားပွဲ၌အရှင်ဖယားသည်ဟောကြားတော်မူအပ်သောတရားတော်များကိုရိုးရိုးသေးသေးလေးလေးစားစားမတ်မတ်သားသားနာကြားကြပါကုန်၏ရှင်ဖယားထိုမှတပါးတရားတော်ကိုပူဇော်သည်အနေအားဖြင့်ဓမ္မပူဇာနဝကမ္မဝတ္ထုများကိုစေတနာ3 တန်ပြဋ္ဌာန်း၍လူရန်ပါ၏
လူရန်ပါဤ ရှင်ဖျား ရှင်ဘုရား ထိုမတပါ ထိုမတပါ တရားပွဲကြီး တရားပွဲကြီး အောင်မြင်ရန်အတွက် အောင်မြင်ရန်အတွက် အဖက်ဖက်မှ အဖက်ဖက်မှ ဝေယဝိစ္စ ဝေယဝိသ လုံအားဒါန လုံအားဒါန ပြုလုပ် ပြုလို့ ဆောင်ရွက်ပါကုန်၏ ဆောင်ရွက်ပါကုန်၏ ရှင်ဖျား အရှင်ဘုရား ဤကောင်းမှုတို့သည် ဤကောင်းမှုတို့သည် ဖျားတပည့်တော်တို့အတွက် ဘုရားတပည့်တော်တို့အတွက် မဲ့ညံဖူညံ မဲ့ဉာဏ်ဘုံဉာဏ် ဘောဓိညံဤ ဘောဓိဉာဏ်ဤ ရရာရာချောင်း ရရာရာကြောင့် အထောက်အပံ့ကောင်းသည် အထောက်အပံ့ကောင်းသည် ဖြစ်ပါစေသာ ဖြစ်ပါစေသာ ရှင်ဖျား ရှင်ဘုရား ယနေ့ယခု ယနေ့ယခု ပြုသမျှ ပြုသည်များ ကုသလဤ ကုသလဤ အဖို့ဘာကကို ဘုရားကကို အနန္တဂိုင်းဝင် အနန္တဂိုင်းဝင် ကျေးဇူးတော်ရှင် ကျေးဇူးတော်ရှင် မိခင် ဒီခင် ဖခင် ဖခင် ဆရာသခင်တို့အား၎င်း ဆရာသခင်တို့အား၎င်း ကိုစောင့်နှမ ကိုဆောင်နှံ့မှာ စထား အစ ၍ ထား၍ နတ်မြတ်နာကောင်း နတ်မြတ်နာကောင်း နတ်ပေါင်းတို့အား၎င်း နတ်အပေါင်းတို့အား၎င်း အတိတ်ဘဝက အတိတ်ဘဝက တော်ဆက်ခဲ့ကုန်သော ရောဆက်ခွဲကုန်သော မိဟောင်းဖာဟောင်း ဒီဟောင်းပါဟောင်း ဘိုးဟောင်းဘွားဟောင်း ဘိုးဟောင်းဘွားဟောင်း ဆွေဟောင်းမျိုးဟောင်း ဆွေဟောင်းမျိုးဟောင်း ပုဂ္ဂိုလ်ပေါင်းတို့အား၎င်း ပုဂ္ဂိုလ်အပေါင်းတို့အား၎င်း ယခုဘဝ ယခုဘဝ ၌ ၌ တော်ဆက် တော်ဆက် ၍ဘဝတပါ ၍ဘဝတစ်ပါး ပြောင်းရွှေ့ ပြောင်းရွှေ့ သွားကြကုန်သော သွားကြကုန်သော ဆွေမျိုး ဆွေမျိုး ညီအကို ယခု မောင်နှမ မောင်နှမ မိတ်ဆွေသင်္ဃဟ မိတ်ဆွေတင်္ဃ အစရှိသော စရှိသော ပုဂ္ဂိုလ်ပေါင်းတို့အား၎င်း ပုဂ္ဂိုလ်ပေါင်းတို့အား၎င်း ဤသာသနာဗိမာန်သို့ ဤသာသနာဗိမာန်သို့ တရားနာအရေး ဒါနာအရေး အားပေး အားပေး ကြွားရောက်ကြကုန်သော ကြွရောက်ကြကုန်သော တရားနာပရိသတ်အပေါင်း တရားနာပရိသတ်ပေါင်း သူတော်ကောင်းတို့အား၎င်း သူတော်ကောင်းတို့အား၎င်း ရာညာပါစေ ညာညာပါစေ အမြဝေဤ အမြဝေဤ အလုံးစုံကုန်သော အလုံးစုံကုန်သော ဝေနေယ ဝိနေယ ဒုက္ခိတာ 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 တတ္တဝါ တတ္တဝါ အနန္တတို့သည် အနန္တတို့သည် ကုသိုလ်ရှင် ကုသိုလ်ရှင် ကောင်းမှုရှင် ကောင်းမှုရှင် ဖြစ်ကြကုန်သော ဖြစ်ကြကုန်သော တပည့်တော်များဤ တပည့်တော်များ၏ ပေဝေသော ပေးဝေသော အမြကို အမြကို ရကြကုန်သည်ဖြစ် ရကြကုန်သည်ဖြစ် ၍ဝမ်းမြောက်နှုမော ၍ဝမ်းမြောက်နှုမော သာဓုသာဓုဟု သာဓုသာဓုဟု ခေါ်ဆိုနိုင်သည် ခေါ်ဆိုနိုင်သည် ဖြစ်ကြပါစေကုန်သော ဖြစ်ကြပါစေကုန်သော အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓု သာ ဓု သာ ဓုအလုံးသက်ရှိကျမ်းမာစိတ်ချမ်းသာ၍လူရဆန္ဒပြည့်ကြပါစေ ပြပါစေ